မင်္ဂလာပါအဲ့ဒီနေ့ဆရာကကဲတွေ့တဲ့အတိုင်းပဲခေါင်းစဉ်ကတွေ့တဲ့အတိုင်းပဲခေါင်းစဉ်စတည်အဲ့ဆိုကျွန်တော်တို့တော့နော်ဒီမှာမချစ်ဘူးတဲ့လူမရှိပါဘူးနော်ရှိတာပေါ့မရှိပဲရှိမယ်ကျွန်တော်ငယ်ငယ်ကလေးကချစ်တတ်တယ်နော်လူကငယ်မွေးကလေးကချစ်တတ်တာဟုတ်တယ်မွေးကလေးဆိုရင်ဘယ်သူ့ကိုချစ်တာလဲဒါပေါ့အဖေနဲ့အမေကျွန်တော်ပထမဆုံးအချစ်ပဲအဖေနဲ့အမေနော်သားသမီးအတွက်ကျွန်တော်တို့ရဲ့ချစ်ဦးကအဖေနဲ့အမေဖြစ်ပါတယ်မိပါနော်ဆိုတော့ဒီချစ်ချင်းတွေနော်ကျွန်တော်တို့ငယ်ငယ်ကလေးကကျွန်တော်တို့ချစ်တတ်တဲ့လူသားတွေဖြစ်တယ်နော်ကျွန်တော်ဆိုတော့ဒီချစ်ချင်းမြတ်တာကဘယ်ရလဲနော်ကျွန်တော်ဘယ်ရလဲဟုတ်ပြီဒါလေးကိုကျွန်တော်တို့ဒီနေ့သွားမှာဖြစ်တယ်ခေါင်းစဉ်က40ဝန်းကျင်ဆိုတော့ slide က40ဝန်းကျင်ဆိုတော့မြန်မြန်လေးသွားမယ်နော်ကောရိန္သုဩဝါဒစာပထမဆောင်လို့ခေါ်တယ်ရေးတဲ့အခါတစ်ကောရိန္သုလို့ရေးရတယ်တစ်ကောရိန္သုလို့ရေးရတယ်ပေါ့နော်ဟုတ်ပြီတစ်ကောအခန်း73အပိုက်73ယခုတွင်ဗါတဲ့တော့အားလုံးဆိုရအောင်ယခုတွင်ယုံကြည်ခြင်းမျှော်လင့်ခြင်းနှင့်ချစ်ချင်းမေတ္တာဤသုံးပါးတို့သည်တည်လျက်ရှိ၏ဤသုံးပါးတို့တွင်ချစ်ချင်းမေတ္တာသည်အမျက်ဆုံးဖြစ်၏ဟုတ်ပြီချစ်ချင်းမေတ္တာဟာအမျက်ဆုံးဖြစ်ပါတယ်ကဲနောက်တစ်ခုကျမ်းပတ်အရင်ဖတ်ကျမ်းပတ်အရင်ဆိုမယ်လေနော်ကျမ်းပတ်မဆိုဘဲနဲ့တိယောအခန်းလေးအပိုက်ရှေနံပါတ်8မို့အပိုက်ရှေချစ်ချင်းမေတ္တာမရှိတော်သူသည်ဖျားသခင်ကိုမသိအကြောင်းမူကားဖျားသခင်သည်ချစ်ချင်းမေတ္တာဖြစ်တော်မူ၏ဟုတ်ပြီချစ်ချင်းမေတ္တာနဲ့သက်ဆိုင်တယ်နော်ကဲဒါလေးကိုကျွန်တော်တို့ကိုးကားထားတာဖြစ်တယ်ကဲဒါဆိုရင်ကျွန်တော်တို့လောကမှာကျွန်တော်တို့ကချစ်ချင်းမေတ္တာနဲ့ပတ်သက်တဲ့အရာတွေကိုလူတွေများစွာကျွန်တော်သုံးသပ်ဆင်ခြင်ကြတယ်ပြောကြတယ်ဆိုကြတယ်နော်ဒါပေမဲ့ကျွန်တော်ချစ်ချင်းမေတ္တာဆိုတာကိုကျွန်တော်တို့ကနော်ခဏတစ်ဖြုတ်ဖြစ်ပေါ်တဲ့အရာလို့လူတွေကတော်တော်များများကမှတ်ချက်ပြုကြတယ်အထူးသဖြင့်ဖျားသခင်ကိုမယုံကြည်တဲ့ဒီဖျားမဲ့တွေတမားတွေကကျွန်တော်တို့ဟာဆိုရင်တော့ဒီဘာသာရေးဆရာတွေဖြစ်တဲ့အတွက်ကြောင့်ဘာသာရေးပိုင်းကနေအဓိကကြည့်မှာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီဘာသာရေးဖျားကိုမယုံတဲ့သူတွေပေါ့နော်ကျွန်တော်ဖျားမဲ့တွေဥပမာဆိုရင်တရုတ်တွေဂျပန်တွေပေါ့အဲ့လိုပြောရမှာပေါ့ဖျားမဲ့တွေကများသောအားဖြင့်ကသူတို့ဘယ်လိုထင်ကြလဲဆိုတော့ emotion လို့ခေါ်တဲ့စိတ်လှုပ်ရှားခြင်းစိတ်မှာခဏတစ်ဖြုတ်ဖြစ်ပေါ်လာတဲ့ခံစားချက်လို့သူတို့ကတတ်မှတ်ကြတယ်တကယ်လဲဟုတ်သလားဆိုတော့အမှန်တကယ်မဟုတ်ဘူးဆိုတာကိုကျွန်တော်ဒီနေ့တွေ့တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လူတယောက်ကိုချစ်လိုက်တဲ့အခါမှာဥပမာဆိုရင်မိဘကသားသမီးကိုချစ်ချင်းကိုကြည်ရအောင်ဘာဖြစ်လို့ဆိုတော့လူတယောက်ဖြစ်လာပြီဆိုရင်မိဘရှိလို့ဖြစ်တယ်တော့ဟုတ်တယ်နော်မိဘကသားသမီးကိုချစ်ချင်းကမိဘကသားသမီးကမိဘကိုဘာလို့ပေးမှာမို့လို့ तू တခါတည်းကို तू ပေးလိုက်တဲ့လှုပ်ပေးလိုက်တဲ့အရာရဲ့အကျိုးကိုတခါတည်းခံစားရလို့လားမိဘကတချို့ဆိုရင်ဘယ်တော့မှမခံစားအသက်30 40အထိမိဘရဲ့အိမ်မှာမိဘကိုကတ်စားနေတဲ့သားသမီးတွေရှိတယ်နော်ပြောချင်တာဘာလို့ဆိုရင်ကျွန်တော်တို့မိဘကသားသမီးကိုချစ်တဲ့အရာလို့ပေးတဲ့အရာဒီဘာချစ်တယ်ပေးဆက်ချစ်ပဲနော်ပေးဆက်ချင်းပဲသူတို့မွေးလာတယ်သူတို့ဘိုက်အမေတွေဆိုရင်တော့6လလွယ်10လဖွားပေါ့မွေးလာတဲ့သားသမီးကိုတာဝန်ယူတယ်ဆိုတဲ့အရာကခိုင်းเสียမလို့ပဲနဲ့အလိုလိုကိုပေးဆက်တဲ့အသက်တာမှာပျော်ရွှင်နေတဲ့အဖြစ်မျိုးဖြစ်တယ်နော်အဲ့ဒါကြောင့်မို့ချစ်ချင်းမေတ္တာကိုကျွန်တော်တို့သုံးသပ်ဆင်ခြင်တဲ့အခါမှာဘယ်လိုရလာဆိုတော့တကယ်တော့တဲ့နော်ဒီမှာအောက်မှာရေးထားချစ်ချင်းမေတ္တာဆိုတာကနော်စိတ်ခံစားချက်လို့ခေါ်တဲ့အင်္ဂလိပ်လို emotion တစ်ခုသာမဟုတ်ဘူးဘာတွေရောဆက်ပါဝင်ပေါင်းဆက်ထားတယ်လဲဆိုရင်တဲ့နံပါတ်1အနီရောင်လေးနဲ့လှုပ်ထားတဲ့အရာလေးတွေကျွန်တော်ကြည့်မယ်စိတ်ခံစားချက်နံပါတ်2စန္ဒနဲ့စိတ်ခံစားချက်တူလားဘယ်တူမလဲစိတ်ခံစားချက်ဆိုတာကတော့ပြောမယ်အေးမယ်ဟုတ်လားဒီလိုခံစားတဲ့အရာပဲစန္ဒဆိုတာကတော့ခံစားတာမခံစားတာသွားစန္ဒလိုအင်းဆိုတာရှိနေတာမျိုးပြီးတော့အပြုတ်အမူ
နော်လှုပ်တဲ့အရာစိတ်ထဲမှာထင်တဲ့အရာလောက်မဟုတ်ဘဲနဲ့ပြုတ်မှုတဲ့အရာပြီးတော့ commitment လုပ်ခေါ်တဲ့တာဝန်ယူမှုနော်ဥမာဆိုရင်မိဘကသားသမီးရဲ့တာဝန်ကိုယူပေးတာသားသမီးရဲ့ပညာရေးကမိဘတာဝန်မှာတရားမှာတရားရာခိုင်နှုန်းရှိတယ်အဲ့လိုတာဝန်ယူမှုမျိုးကတာဝန်ယူမှုမျိုးပြီးတော့ကိုကြိုးစွတ်အနှစ်နာခံခြင်းသားသမီးတွေဥမာဆိုရင်တရိษံကျွန်တော်ဒီနေ့ကပဲဒီဟိုတောမီလောင်တဲ့ဟိုဟာတစ်ခုမှာပေါ့နော်ငှက်ကလေးဒီဟိုပါလဲဒီဝလုံးမှာသူကငှက်တိုက်အတိုက်ကိုစောက်တာပေါ့နော်အတိုက်စောက်တော့တောမီကပြီးသွားပြီးငှက်ကတော့လောင်မသွားဘူးပေါ့ဒါပေမဲ့အဲ့ဒီသူ့ရဲ့မီးခိုးတွေနဲ့ရှူပြီးတော့သူဟွာဖြစ်သွားတယ်ထင်တယ်အဲ့ဒီငှက်အမကြီးကတေသွားတယ်အဲ့ဒီငှက်မကြီးကိုသူကအဲ့လိုထုတ်လိုက်တဲ့ခါမှာအထဲမှာငှက်ကလေးတွေအမွေးမပေါက်သေးဘူးဒါပေမဲ့အသက်ရှင်နှကောင်မတည်ဘူးငှက်မကအဲ့လိုမျိုးဝက်ပေးတာပေါ့နော်တောမီလောင်တော့သူလုံးဝထွက်မသွားဘူးသူ့ကလေးတွေတည်မှာဆိုလို့အဲ့ဒါကိုကြိုးစွန့်မှုပဲလေနော်မိခင်မေတ္တာမိဘရဲ့မေတ္တာကိုကြိုးစွန့်အနှစ်နာခံတဲ့အရာဖြစ်တယ်မိဘဆိုတာကိုကြိုးစွန့်လို့ဘယ်အထိကိုကြိုးစွန့်သွားလဲအိုနာတဲ့အထိကိုကြိုးစွန့်သွားသားသမီးတွေအတွက်နော်ကျွန်တော်တို့ကအနာဂတ်လို့ခေါ်တယ်အရာတွေအတွက်ပေးဆက်ရတယ်အဲ့ဒါကြောင့်ဒီအရာတွေပေါင်းဆက်ပြီးတော့ပါဝင်တဲ့အရာတစ်ခုကိုပါတယ်တော့ချစ်ချင်းမေတ္တာလို့ခေါ်ပါတယ်နော်အဲ့ဒါကြောင့်မေတ္တာဆိုတာဂတိကဝတ်ပြုမှုဖြစ်ပါတယ်အင်္ဂလိပ်လို commitment love is commitment ပေါ့ဂတိကဝတ်ပြုမှုဖြစ်တယ်ဂတိကဝတ်ပြုမှုဆိုတာဘာကိုပြောတယ်လဲကျွန်တော်တို့တခါတလေကျ emotion ဆိုတဲ့စိတ်ခံစားချက်တစ်ခုလောက်ကတော့စိတ်ခံစားချက်ရှိတဲ့ချိန်မှာလုပ်ပြီးတော့မရှိတဲ့ချိန်မှာမလုပ်ဘူးဟုတ်နော်စိတ်ခံစားချက်ရဲ့တိမ်တဲ့အရာပဲအဲ့ဒါကစိတ်ခံစားတဲ့အခါမှာလုပ်တယ်မခံစားရင်မလုပ်ဘူးစိတ်ပါတဲ့အခါမှာလုပ်တယ်စိတ်မပိုင်ဘူးအဲ့ဒါက emotion ဒါပေမဲ့ commitment အစစ်ရောက်လာတဲ့အခါမှာဘာဖြစ်လဲစစ်မှန်တဲ့ချစ်ချင်းအောက်ပါအတိုင်းမြင်တွေ့နိုင်ပါတယ်ဒါတဲ့တော့မခံစားရပေမဲ့ရွေးချယ်တတ်တယ်เนาะကျွန်တော်ပြောကြည့်အောင်မခံစားရပေမဲ့ရွေးချယ်တတ်တယ်ဟုတ်ပြီဒါပဲခဏလေးမခံစားရပေမဲ့ရွေးချယ်တတ်တယ် तू ဒီချိန်မှာ तू လူတယောက်ပေါ်မှာဒါမှမဟုတ်ရင်တယောက်တစ်ခုပေါ်မှာပေါ့ तू ပျော်ရွှင်တဲ့အရာဒီမှာမရှိဘူးငြိမ်းချမ်းတဲ့အရာဒီမှာမရှိဘူးပီတိဖြစ်နေတဲ့ तू လှုပ်တဲ့အရာကိုအတိမပြုတ်မှုလည်းမရှိဘူးဆိုပေမဲ့လေဆက်လက်ပြီးတော့လှုပ်ပေးနေတာမျိုးဥပမာဆိုရင်ဒါမျိုးကကျွန်တော်တို့အဓိကဘာလို့ဆိုရင်ကျွန်တော်တို့သားသမီးအပေါ်မှာမိဘကလှုပ်ပေးတဲ့အရာတွေเนาะတော်တော်များများကြည့်မယ်ဆိုရင်ဒါတွေကတော်တော်လေးတွေ့နိုင်တယ်ဟုတ်တယ်နော်မခံစားရပေမဲ့ရွေးချယ်တယ်ဟုတ်တယ်နော် तू မခံစား तू ပျော်ရွှင်အောင်မခံစားရအောင်သားသမီးတွေအရေးကလည်းဗါတဲ့တုံးငါသားသမီးတချို့ဆိုရင်ဗါတဲ့တုံးတစ်လမှာ4-5သိန်းတချို့ဆိုရင်4-50သိန်းပေးရတဲ့ကျောင်းတွေမှာထားပြီးတော့အင်းနေတာပျော်ရွှင်နေသလားမဟုတ်ဘူးပင်ပန်းလိုက်တာအလုပ်တွေပတ်စံနေရှာရတာပင်ပန်းဒါပေမဲ့ तू ပျော်ရွှင်ခြင်းဒီအရာမှာပီတိဖြစ်ခြင်းဖြာခြင်းမရှိပေမဲ့ तू အဲ့ဒါကိုဆက်ပြီးတော့မရွေးချယ်ဘူးလားသားသမီးအတွက်ရွေးချယ်တယ်နာကျင်ပေမဲ့စက်တီတတ်တဲ့အရာဖြစ်တယ်တဲ့ချစ်ချင်းမြတ်တာဆိုတာ तू နာကျင်နေဒီတစ်ခုပေါ်မှာ तू နာကျင်နေတယ်သားသမီးကိုလှုပ်ပေးလိုက်တာသားသမီးကတိတတ်တဲ့အရာမှာမိဘကိုတိတတ်မယ်လို့မထင်မဲနဲ့မိဘကိုစကားတွေနဲ့ပြန်ပြောဟုတ်လားမိဘဆိုတာကိုအကောက်တွေယူပြီးတော့ပြန်ပြီးတော့အာခံမိဘကတခါကြောင့်ဝမ်းနေဒါပေမဲ့ဝမ်းနေပေမဲ့လည်းလှုပ်မပြီးဘူးလားလှုပ်ပြီးတယ်တချို့ဆိုရင်တခါလေကြာရင်ကိုတိုင်းဖြစ်တယ်လေနော်ကို10ကျော်10နှစ်8နှစ်9နှစ်10နှစ်မှာကိုရဲ့မိဘတွေနော်စကားနားမထားဘူးနော်သွားပါဆိုမသွားဘူးသွားမသွားနဲ့ဆိုရင်သွားတယ်နော်ပြောင်းပြန်ပဲကျွန်တော်တို့ပြောစကားဘယ်လောက်နားထောင်လဲဆိုရင်ဟုတ်တယ်ဟိုဘယ်လိုပြောမလဲသူတို့ပြောတာကလိန်မာတယ်တဲ့ဘယ်လိုပြောလဲဆိုလိန်လဲလိန်တယ်မာလဲမာတယ်တဲ့အဲ့လောက်ကိုလိန်မာတာဆိုပါလားဒါပေမဲ့မိဘကသားသမီးကဆိုးနေပေမဲ့တချို့သားသမီးတွေဆိုရင်ပိုဆိုးတယ်လေမူရစေးဝါးတွေတုံးတယ်နော်ဟုတ်တယ်နော်မများဘူးလားခုခက်မှာများတာဗောပပွင်းကျင်ကိုကြည့်ပါလားမူစေးဝါးတွေလူငယ်တွေများသောအားဖြင့်မူစေးဝါးမှာကြာရှုံးနေကြဆရာတို့တိုင်းသားတွေမှာပိုဆိုးကချင်ရှမ်းချင်းနော်ကျွန်တော်တို့မူစေးဝါးကျွန်နေဖြစ်ကုန်
ဒါပေမဲ့မိဘကသားသမီးကမှုရစေဝါတွေလှုပ်တော့မိဘကပျော်တဲ့မိဘရှိလားနာကျင်ခံစားရတယ်မဟုတ်ဘူးလားဒါပေမဲ့ကျွန်တော်တို့သားသမီးတွေအတွက်ကောင်းကျိုးအဖျားဖျားကောင်းဖို့ရအတွက်ကျွန်တော်ဆက်လက်ပြီးတော့မလုပ်ပေးတယ်တီးတန့်ပေးတယ်နော်ကဲ၃ခုမြောက်ကအကျိုးမရှိပေမဲ့ဗါတဲ့တော့ပေးဆက်တတ်တယ်ဟုတ်နော်အကျိုးမရှိပေမဲ့ပေးဆက်တဲ့ကတိကဝတ်ပြုမှုမျိုးဖြစ်တယ်နော်အဲ့ဒါကြောင့်မေတ္တာဒီခဏတဖြုတ်ဖြစ်ပေါ်လာတဲ့အရာမဟုတ်ဘဲနဲ့ဒါကမေတ္တာဆိုတာဗါတဲ့တော့ကတိကဝတ်ပြုမှုဖြစ်ပါတယ်နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီမေတ္တာဆိုတဲ့အရာကိုကျွန်တော်တို့ဇီဝဗေဒနော်ဇီဝဗေဒဆိုင်ရာနော်ကျွန်တော်တို့biological survival လို့ခေါ်တယ် biological ဆိုတာဒီဇီဝဒီခန္ဓာကိုယ်အတွင်းပိုင်းနဲ့သက်ဆိုင်တဲ့ဖြစ်ပွားတဲ့အရာမှာဆက်လက်တည်ရှိနိုင်ဖို့ရန်အတွက်ပေါ့နော်ရှင်သန်နိုင်ရေးလှုပ်ဆောင်ချက်လို့ခေါ်တဲ့ biological survival တခုထပ်ပြီးတော့ကြော်လွန်တဲ့မိမိကိုယ်ကိုစွန့်လွတ်အနစ်နာခံခြင်းပြောချင်တာ biological survival ဆိုတာကဘာကိုပြောတယ်လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီခန္ဓာကဆက်လက်ပြီးတော့မတည်ဖို့ဒါမှမဟုတ်ဆက်လက်တည်ရှိနိုင်ဖို့ရန်အတွက်ကျွန်တော်တို့သားသမီးတွေမွေးဖွားနေတယ်မျိုးမဟုတ်ပါဘူးဟုတ်မလားမဟုတ်ဘူးဒီဆရာယောရှုဆက်လက်တည်တန့်ဖို့ရန်အတွက်သားယောက်ျားလေးမွေးဖွားမှရမယ်ဆိုတာမျိုးမဟုတ်ပါဘူးသမီးလေးမွေးဖွားရမယ်ဆိုတာမျိုးမဟုတ်ဘူးနော်ကျွန်တော်တို့မိမိကိုယ်ကိုစွန့်လွတ်အနစ်နာခံခြင်းဖြစ်နေတယ် self sacrifice ဖြစ်ပါတယ်တဲ့ကျွန်တော်စင်ပွားမှုစိတ်ပညာလို့ခေါ်တဲ့ evolutionary psychology မှာကြတော့နောင်ဖွဲ့မှုဆက်နွယ်မှုလို့ခေါ်တဲ့ attachment လို့ခေါ်တာဆိုတာကကြတော့တို့ကဒီ evolution တမားတွေနော် evolution လို့ခေါ်တဲ့ဒါစင်ပွားဖြစ်စဉ်ကိုယုံကြည်တဲ့သူတွေကဘာကိုယုံကြည်လဲဆိုတော့လူသားကဘယ်ရလဲဆိုတော့ရေတတဝါကနေလာပါတယ်တဲ့တော့ခြေထောက်မပေါက်ဘူးရေညှိလို့အကောင်တွေကနေဖြစ်ပြီးတော့သူ့ဟာနဲ့သူဘယ်လိုပြောမလဲရှင်တန်နိုင်ဖို့ရန်အတွက်ရေညှိလို့တတဝါကနေပြီးတော့မျက်လုံးတွေပေါက်လာတယ်အသိစိတ်တွေဝင်လာတယ်ခြေလေးချောင်းရှိတယ်ပြီးတော့ခြေနှချောင်းရှိလာတယ်အမီးတွေတိုးလာတယ်ဥပမာဆိုရင်ဖားလောင်းငယ်လေးလို့ပေါ့နောက်ဆုံးကြတော့အစစ်မှာနှစ်တန်းပေါင်းများစွာကြော်လာတဲ့အခါမှာလူသားဆိုတဲ့အဆင့်ကိုရောက်လာပါတယ်လို့သူတို့ကပြောတတ်ကြဒါပေမဲ့လည်းဒီနေရာမှာအမီမတိသူကိုကမတိတဲ့သူအတွက်အသက်ပေးခြင်းယေရှုဖခင်ရဲ့တရားသဘောတရားကိုကြည်လိုက်တဲ့အခါမှာတိတာဒါမှမဟုတ်ရင်ကျွန်တော်တို့နိုင်ငံနဲ့လူမျိုးအတွက်ပေးဆက်တဲ့လူတွေအကြောင်းကျွန်တော်ကြည့်မယ်ဆိုရင်သိနိုင်မိမိနိုင်ငံနဲ့မိမိလူမျိုးဘယ်လိုနိုင်ငံဘယ်လိုလူမျိုးဖြစ်လာမယ်ဘယ်လိုလူမျိုးတွေတက်လာမယ်ဆိုတော့ तू မသိပေမဲ့နိုင်ငံအတွက်ပေးဆက်တဲ့သူရဲကောင်းတွေရှိတယ်ရန်သူကိုပင်ချစ်ရမယ်ဆိုတဲ့ရွေးချယ်ခြင်းတွေနော်ဒါနတွေ charity လို့ခေါ်တဲ့ဒါနတွေပြီးတော့ forgiveness လို့ခေါ်တဲ့အပြစ်ကိုခွင့်လွှတ်ပေးသနာခြင်းတွေအဲ့ဒီအရာတွေကဆွမ်းနာကရှင်သန်ဖို့ရန်အတွက်သာဆက်လက်တည်တံ့ရေးကိုလှုပ်ဆော်နေတဲ့အရာတွေထက်များစွာပိုတယ်အဲ့ဒါကြောင့်ဒါတွေကိုဒီဇီဝကမ္မအရာဘယ်လိုမှကိုကျွန်တော်တို့ဒီချစ်ချင်းမေတ္တာသဘောတရားကိုဘယ်လိုလဲလုံးဝမသိနိုင်ပါဘူးပြောချင်တာကချစ်ချင်းမေတ္တာဟာဒီအဆင့်လောက်မဟုတ်ဘူးဆိုတာကိုကျွန်တော်ပြောချင်တာဖြစ်နောက်တစ်ခုကအချစ်ဆိုတာ nerve အာယုံကြောတွေရဲ့လှုပ်ဆောင်မှုမြတာမဟုတ်ဘူးအာယုံကြောတွေရဲ့လှုပ်ဆောင်မှုဗေဒအရာ oxytocin dopamine နဲ့ serotonin လို့ခေါ်တဲ့ဒီအာယုံကြောတွေစနစ်ဆိုတာရှိတယ်အဲဒီစနစ်တွေရဲ့ love experience လို့ခေါ်တဲ့အချစ်ဖြစ်စဉ်ချစ်ချင်းမေတ္တာဖြစ်စဉ်မှာဥပမာဆိုရင်ပီတိဖြစ်တာပီတိဖြစ်တဲ့အခါမှာသူကဒီစိတ်ပိုင်းဆိုင်ရာနိုးထွားထလာတယ်ဆိုတော့အဲ့ဒီချစ်ချင်းရဲ့ဖြစ်စဉ်ကိုသူကပြောပြရှင်းပြနိုင်တယ်အဲ့ဒီဓာတ်တွေကနော်ဒါတွေကအာယုံကြောစနစ် nerve ကြောစနစ်တွေဖြစ်တယ်ဒါပေမဲ့ meaning ဆိုတာဘာလဲအနှစ်အဓိပ္ပာယ်အဲ့ဒီအချစ်ဆိုတဲ့အရာရဲ့အဓိပ္ပာယ်ကဘာလဲဘာကြောင့်မို့လဲဘာဖြစ်လို့လဲအဲ့ဒီချစ်ချင်းရှိလာတဲ့အခါမှာလူတယောက်ကတစ္ဆာရှိခြင်းဆိုတာသူ့အလိုနဲ့ဖြစ်လာတယ်အဲ့ဆို loyalty ကဘယ်ကနေလာတယ်လဲအဲ့ဒီ nerve အာယုံကြောတွေကအဲ့ဒါကိုမသိနိုင်တော့
ပြီးတော့တီလကောင်းခြင်းရွေးချယ်မှုလို့ခေါ်တဲ့ moral choice ပြောချင်တာက moral လို့ခေါ်တဲ့တီလကောင်းတမာတိကောင်းကိုပြောတာအဲ့ဒါလူတိုင်းလူမျိုးတိုင်းကဘာတစ်ခုလုံးမှာကောင်းခြင်းအဖျားဖြစ်စေတဲ့အရာလို့လူတွေကအော်တိုသူ့အလိုလိုနဲ့ရွေးချယ်တတ်ကြတယ်ဥပမာဆိုရင်လူတယောက်နဲ့စကားရန်ဖြစ်ခြင်းဒါမှမဟုတ်ရန်မဖြစ်ခြင်းဘယ်ဟာကောင်းတယ်လို့ပြောလဲရန်မဖြစ်တာဘယ်သူကတင်ပေးလဲအဖေမေကဘယ်တော့အဖေမေကတင်ပေးဆိုအဲ့ဒီအဖေမေကိုဘယ်သူကတင်ပေးလဲဘယ်ပထမဦးဆုံးလူသားကဘယ်လိုသိနိုင်နော်ရန်ဖြစ်ခြင်းနဲ့ရန်မဖြစ်ခြင်းဘယ်ဟာပိုကောင်းလဲဆိုပထမဦးဆုံးလူသားဘယ်လိုသိအဲ့ဒါကြောင့်ပြောချင်တာတီလအကောင်းခြင်းဆိုတာတူအလိုလိုနဲ့ရွေးချယ်တဲ့သဘောတရားတွေကနော်ပြီးတော့ပေးဆက်တဲ့အနစ်နာခံတဲ့အရာတွေကဘယ်ကနေလာတယ်လဲဆိုရင်ချစ်ချင်းမေတ္တာကနေလာတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ nerve အာယုံကြောတွေရဲ့စုဖွဲ့ပြီးတော့လှုပ်ဆောင်ချက်မြတ်တာမဟုတ်ပါဘူးဆိုတဲ့သဘောတရားဖြစ်ပါတယ်ပေါ့နော်ကဲဟုတ်ပြီအဲ့ဒါကြောင့်ချစ်ချင်းမေတ္တာဆိုတာကခဏခံစားချက်ဟောမြုံမုံအပြောင်းအလဲကြောင့်သာဖြစ်ပေါ်တဲ့တုံ့ပြန်မှုတစ်ခုလောက်သာမဟုတ်ဘဲနဲ့တီလအတွက်ရွေးချယ်မှုတသက်တာအတွက်ကတိကဝက်ပြုမှုတွေမိမိကိုပေးဆက်ခြင်းတွေစိတ်ပိုင်းဆိုင်ရာစစ်မှန်မှုတွေလူသားရဲ့ထူးကဲတာလို့နဲ့အထွတ်အမြတ်ဆုံးသောအရာဖြစ်တယ်ဥပမာဆိုလူသားမှာရှိတာအလုံးထဲမှာလူသားမှာရှိတာအများကြီးပဲဥပမာဆိုရင်မချစ်ပူမှာအယီချင်းတွေများစွာရှိမယ်ဆရာမှာလည်းများစွာရှိမယ်နဒီလိုင်မှာလည်းများစွာရှိမယ်သူတော့မတူဘူးသူ့အလိုလိုနဲ့ရှိဒါပေမဲ့အယီချင်းတွေမရှိဘူးလားဒါပေမဲ့အဲ့ဒီအယီချင်းတွေများစွာကိုအယီချင်းတန်အပြေဝထုတ်ပေးနိုင်ဖို့ရန်အတွက်လိုအပ်တဲ့အခြေခံလိုအပ်ချက်ကဘာပဲလဲဆိုတော့ချစ်ချင်းမေတ္တာပဲဖြစ်တယ်အံ့ဩစရာနော်အဲ့ဒါကြောင့်လူတစ်ယောက်မှာချစ်ချင်းမေတ္တာမရှိရင်မိမိမှာစကားပြောစွမ်းရည်ရှိပေမဲ့ချစ်ချင်းမေတ္တာမရှိရင်အဲ့ဒီစကားပြောစွမ်းရည်ကကောင်းမထွက်နိုင်ဘူးအဲ့ဒါကြောင့်သူ့မှာချစ်ချင်းမေတ္တာပါပြီးတော့ချစ်ချင်းမေတ္တာအပြေဝရှိတဲ့အခါမှာသူ့ရဲ့စကားပြောစွမ်းရည်ကလည်းထင်တာထက်ပိုပြီးတော့ထိရောက်လာတယ်ပြောချင်တာကလူသားရဲ့ထူးကဲတာလွန်မှုရဲ့အထွတ်ထိပ်ဆုံးသောအမွန်မြတ်ဆုံးသောအရေးကြီးဆုံးသောအရာဒီပါတယ်တော့ချစ်ချင်းမေတ္တာဖြစ်နေတယ်အံ့ဩစရာနော်ဟုတ်တယ်နော်သိနိုင်တယ်နော်လူတစ်ယောက်ကဥပမာဆိုရင်ကျောင်းဆရာပဲပြောကလေးတွေကိုတင်ပေးတဲ့ကျောင်းတွေကလေးကျောင်းတွေကိုအဓိကကျွန်တော်ပြောရအောင်ဆရာဒီလိုင်းတွေမှာမြင်တွေ့တယ်ပေါ့နော်နှစ်နှစ်ခွဲသူ့သားလေးကနှစ်နှစ်ခွဲဖြစ်ပြီးတော့ကျောင်းသွားအပ်တာကိုကျောင်းဆရာမကရိုက်လွတ်ပေးတယ်တဲ့အဲ့ဒီနှစ်နှစ်ခွဲသားလေးကိုဒါပေမဲ့နှစ်နှစ်ခွဲသားလေးကလည်းတိတတ်ပြောတတ်တော့သူ့အမျိုးပြန်ပြောတယ်ဒီနေရာရိုက်တယ်ဟိုနေရာရိုက်တယ်ပေါ့ဆိုတော့ကလေးကျောင်းဖွင့်တဲ့ကျောင်းဆရာမတွေကတော့များသောအားဖြင့်ကတီးခံရမယ့်အလုပ်တွေသူတို့မှာရှိတယ်ပေါ့တာဝန်ရှိတယ်ငွေတာလိုချင်ပြီးတော့ကလေးကိုတီးမခံဘူးဆိုရင်ကျောင်းမဖွင့်နဲ့เนาะဒါကျွန်တော်တို့သိနိုင်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကသူငွေတာလိုချင်ပြီးတော့အဲ့ဒီကလေးတွေကိုချစ်ချင်းမေတ္တာရှိတဲ့ကလေးတွေကိုလုံးဝကိုချစ်တတ်တဲ့စိတ်မရှိဘူးဆိုရင်သူအဲ့ဒီအလုပ်မှာအောင်မြင်နိုင်လားမအောင်မြင်နိုင်ဘူးသူဘယ်လောက်ဆရာစာပြတာတော်ဘလို့မှကိုမဖြစ်တာအဲ့ဒါကြောင့်သူကလေးချောင်းဖွင့်ရင်ပထမဦးဆုံးလိုအပ်တဲ့ရည်ချင်းကဘာလဲတော့ကလေးကိုချစ်ဖို့ကလေးကိုအင်မတန်မှချစ်တတ်တဲ့သူတွေအင်မတန်မှကလေးပေါ်မှာအညွန်တာခံတတ်တဲ့အဲ့ဒီကလေးချောင်းဖွင့်သူကြီးဖြစ်မှပဲကလေးချောင်းကအောင်မြင်မှာအဲ့ဒါကအရည်ချင်းကလောက်တာလားစိတ်ကလောက်တာစိတ်မှာဘာရှိတယ်လဲချစ်ချင်းမေတ္တာရှိဖို့လိုတယ်ဟုတ်တယ်နော်ချစ်ချင်းမေတ္တာရှိဖို့လိုအဲ့ဒါကြောင့်မို့လူသားရဲ့ထူးကဲတာလွန်မှုမှာအရေးကြီးဆုံးတော့အရာခိုးပွိုင်းကားပါတယ်လို့ဆိုရင်ချစ်ချင်းမေတ္တာတာလျင်ဖြစ်ပါတယ်နော်ကျွန်တော်အဲ့ဒါကြောင့်တီလကောင်းခြင်းနောက်တစ်ခုကပါတယ်လို့ဆိုတီလကောင်းခြင်းဆိုကဘာလုံးဆိုင်ရာလက်ခံထားချက်ဖြစ်တယ်ချစ်ချင်းမေတ္တာကိုပြောတဲ့အခါမှာတီလကောင်းခြင်းနဲ့ဒွန်သွဲပါလာတယ်အဲ့ဒါကြောင့်ကပယင်ကျေးမှုမှာဘာကိုနတ်မျိုးပဲလူကတမမ်လေးရှိပါတယ်ပေါ့နော်ဘာလို့ဆိုအချစ်ဒါမှမဟုတ်မေတ္တာဟာ
တီလစင်ကြယ်ခြင်းကောင်းခြင်းအဖျားဖျားဆုံးရာ virtue လို့ခေါ်တယ်တီလစင်ကြယ်ခြင်းချစ်ချင်းမေတ္တာရှိတဲ့နေရာမှာတီလစင်ကြယ်ခြင်းတွေရှိတယ်တစ္ဆာစောင့်တည်ခြင်းတွေရှိတယ်အလို့စ조사ခြင်းတွေရှိတယ်ယိုသားခြင်းတွေရှိတယ်ကောင်းမြတ်ခြင်းတွေရှိတယ်မဟုတ်ဘူးလားကောင်းခြင်းအဖျားဖျားဆုံးရာဒီဘာရှိတဲ့နေရာလဲချစ်ချင်းမေတ္တာရှိတဲ့နေရာဖြစ်နေတယ်နောက်တစ်ခုမှာကြတော့ hatred အင်္ဂလိပ်တွေက hatred လို့ခေါ်တယ်အမုန်းတရားကတော့ဘာဖြစ်လဲဆိုတော့ကပ္ပယဉ်ကျေးမှုအားလုံးကဘယ်လိုသတ်မှတ်လဲဆိုဖြည့်ဆည်းသောအရာဒါမှမဟုတ်ရင်ပျက်စီးစေသောအရာအင်္ဂလိပ်လို destructive ဖြစ်ပါတယ်လို့သတ်မှတ်တယ်အဲ့ဒါကြောင့်မို့အရာအားလုံးကိုခြုံတဲ့အခါမှာချစ်ချင်းမေတ္တာသာလျင်ပါတယ်တော့အခရာကြအဆုံးပဲမဟုတ်ဘူးလားနော်အဲ့ဒါကြောင့်မို့အချစ်စစ်ဒီဓာတုဓာတ်ပြုမှုလို့ခေါ်တဲ့အဲ့ဒီ chemical reaction လောက်တာမဟုတ်ဘဲနဲ့အဲ့ဒီအရာတွေစစ်မှန်သောတီလစင်ကြယ်မှုစစ်မှန်သောစိတ်ရဲ့စစ်မှန်သောအရာလူသားအတွက်တကယ်ကိုလိုအပ်တဲ့စစ်မှန်သောအရာဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့သိနိုင်ပါတယ်ပေါ့နော်အဲ့ဒါကြောင့်မေတ္တာရဲ့လှုပ်ဆောင်မှုကဘာတွေလဲမေတ္တာဆိုတာချစ်စစ်မှန်တဲ့အချစ်ကဘာလဲဆို feeling လို့ခေါ်တဲ့ခံစားမှုတစ်ခုတာမဟုတ်ဘူးဥမာဆိုရင်ကျွန်တော်တို့ဖခင်တွေအိမ်ထောင်တယ်တွေပေါ့ကျွန်တော်တို့ယောက်ျားတွေကျွန်တော်တို့ဥပမာပြောပြမယ်ကျွန်တော်မိသားစုကိုကျွန်တော်တို့ချစ်တဲ့အခါမှာချစ်ပါတယ်ဆိုတာအလုံးမလို့ဘူးမိသားစုအတွက်လည်းလိုအပ်တဲ့စားဝတ်နေရေးလည်းမရှာဖွေဘူးเนาะအဲ့လိုမျိုးမိန်းမကိုချစ်တယ်ဖက်နေမယ်သားသမီးကိုချစ်တယ်ဖက်နေရလားမရဘူးချစ်တယ်ဆိုရင်အဲ့လိုပြောစရာတောင်မလိုဘူးလက်တွေ့လုပ်ပြရင်ပြီးပြီအဲ့ဆိုတော့ဖခင်ရဲ့ချစ်ချင်းကအပြောလားအလုပ်လားမထားတော့ဒါဆိုရင်မိခင်ရဲ့ချစ်ချင်းကြည့်ရအောင်မိခင်ရဲ့ချစ်ချင်းကသားသမီးတွေကိုအမလေးချစ်လိုက်တာဆိုတော့သားသမီးရဲ့ဝေယဝတ်ဆောင်မလုပ်ဘူးယောက်ျားကိုချစ်လိုက်တာဆိုတော့ယောက်ျားရဲ့ဝေယဝတ်ဆောင်မလို့အိမ်တွင်းမှုမလုပ်ဘူးဆိုရင် तू ချစ်တာလားဟန်ဆောင်နေရလားအဲ့တော့ဆိုဟန်ချစ်တယ်တကယ်ချစ်တယ်ဆိုရင် तू ပြောစရာတောင်းမလို့ပဲနဲ့လုံနေတာဟုတ်တယ်နော်လုံနေတာမလေးသူတို့ကအလုံးနဲ့လက်ရက်ကိုမပြတ်ဘူးမိုးလင်းကမိုးချုပ်ထီအလုံးတယ်အိမ်ထောင်ရှင်မတွေနော်ကျွန်တော်တို့အားလုံးပဲနော်ကျွန်တော်တို့ဆရာမလည်းပါတယ်နော်ဆရာမလည်းအဲ့ဆိုကျွန်တော်တို့အားလုံးကိုယ့်ရဲ့တာဝန်ကိုကိုကခြေပွန်အောင်လုပ်နေတဲ့အရာမျိုးကပြောစရာမလိုအောင်ကိုကမိသားစုသားသမီးနဲ့မိမိဇနီးမိမိရဲ့လင်ယောက်ျားပေါ်မှာချစ်ချင်းရှိတယ်ချစ်တယ်ဆိုတာကိုပြနေတာဖြစ်တယ်အဲ့ဒါကြောင့်မို့စစ်မှန်တဲ့အချစ်ဟာခံစားချက်လားလှုပ်ဆောင်မှုလားလှုပ်ဆောင်မှုဖြစ်တယ်အော်ဆရာနော်အဲ့ဒါကြောင့်မို့ကျွန်တော်ချစ်ချင်းမေတ္တာဟာခွင့်လွှတ်ခြင်းဖြစ်တယ်ဘာကြောင့်လဲဆိုတော့လေမယားအိမ်ထောင်တဲ့ဘဝမှာဒါမှမဟုတ်ကျွန်တော်တို့အလုပ်တစ်ခုမှာကုမ္ပဏီတစ်ခုမှာမိမိရဲ့အလုပ်ကိုအင်မတန်မှချစ်တယ်ဆိုရင်အဲ့ဒီအလုပ်နဲ့သက်ဆိုင်တဲ့မိမိရဲ့အမားကိုဒါမှမဟုတ်မမားရင်တောင်မှဝေဖန်မိတဲ့အရာမျိုးကိုကျွန်တော်တို့ကဗါတဲ့တော့တီးခံပြီးတော့ခွင့်လွတ်ပေးတတ်ကြတယ်။အော် तू နားမလဲသေးလို့ပါကွာ။ तू နားလဲသွားရင်အဲ့လိုမပြောပါဘူးကျွန်တော်တို့ခွင့်မလွတ်တတ်လားဘူးလား။အချစ်ရှိတဲ့နေရာမှာခွင့်လွတ်ခြင်းတရားရှိတယ်။အချစ်ရှိတဲ့နေရာမှာတီးခံခြင်းတရားရှိတယ်။အချစ်ရှိတဲ့နေရာမှာဖြည့်ဆည်းပေးတဲ့အရာမျိုးရှိတယ်။တခါတလေကြာရင်ကိုယ့်ရဲ့ယောက်ျားကိုယ့်ရဲ့မိန်းမဘာလို့လဲ तू မပြောခင်မှာကျွန်တော်တို့မမြင်တတ်ဘူးလား။မြင်တတ်တယ်ပြောမှမမြင်တတ်တဲ့ခါမှာကျွန်တော်တို့ကိုယ့်အော်တူလေးနဲ့ကိုယ့်ရထားလေးနဲ့ကျွန်တော်လုတ်ပေးသွားတဲ့အရာတွေရှိကြတယ်။ဥပမာသားသမီးတွေသူတို့ဘောင်းဘီတွေအဟောင်းတွေပဲဝတ်နေတယ်ကျွန်တော်ကြည့်တယ်သားသမီးကဘောင်းဘီလိုပြီးတခါမှသူတို့မတောင်းဘူးကျွန်တော်တို့ကတီးလို့ဖြည့်ဆည်းပေးခြင်းဖြစ်တယ် service support လုပ်ပေးခြင်းဖြစ်တယ်ပြီးတော့ protection ကာကွယ်ခြင်းနော်ယောက်ျားဆိုတာဆရာပြောဘူးတယ်နော်အိမ်ထောင်မှာအိမ်ထောင်ဦးစီးယောက်ျားဒီဘာနဲ့တူတော့စစ်တပ်နဲ့တူတယ်ဟုတ်တယ်နော်စစ်တပ်နဲ့တူတယ်အိမ်ထောင်ရှင်မဒီဘာနဲ့တူတော့ဘာနဲ့တူတော့မိတ်သွားပြီဟုတ်တယ်နော်ရဲနဲ့တူတယ်ဆရာပြောရတယ်နိုင်ငံတနိုင်ငံမှာစစ်တပ်ကဘာကိုကာကွယ်တာလဲအတွင်းရန်လားအပြင်ရန်လားအပြင်ရန်ကိုကာကွယ်ရတာရဲကဘာကိုကာကွယ်တာလဲအတွင်းရန်ကိုကာကွယ်တာဟုတ်တယ်နော်အဲ့ဒါကြောင့်မို့နိုင်ငံတနိုင်ငံမှာဒီလိုပုံစံလေးတွေရှိတယ်
အိမ်ထဲမှာလေထိုနီး၎င်းပဲအမျိုးသမီးတွေအိမ်ထောင်ရှင်မတွေကအိမ်တွင်းပိုင်းမှာလုံခြုံမှုရှိအောင်အိမ်တွင်းမှာလက်ဟာမှုမရှိအောင်အိမ်တွင်းမှာအဆင်ပြေအောင်အိမ်တွင်းရေးကိုသူတို့က management အင်္ဂလိပ်တွေ management စီမံခန့်ခွဲရတယ်ဒါပေမဲ့ယောက်ျားတွေတာဝန်ကြတော့လေဒီအိမ်တွင်းမှာလိုအပ်တဲ့အရာတွေရှိအောင်အပြင်ထပ်ပြီးတော့သူကဘာလို့ရလဲရှာဖွေရတယ်ပြီးတော့ခါမှာအပြင်ကရန်တွေအပြင်ကနေပြီးတော့ဒီအိမ်တွင်းကိုပြဿနာဖြစ်စေနိုင်တဲ့နော်အပြောအဆိုအပြုတ်မှုတွေအနေထိုင်တွေအပြင်ကရန်သူတွေမရောက်လာအောင်ယောက်ျားအိမ်ထောင်ရှင်တွေယောက်ျားတွေကတာဝန်မယူရဘူးလားယူပါတယ်ဥမာဆိုရင်ခြံတော့ရှိတယ်မြေကြီးတော့ရှိတယ်ခြံမကာဘူးတခိုးတွေများနေတယ်ယောက်ျားဘာမှမလုပ်ဘူးရလားမလုပ်ပါတယ်ယောက်ျားဟုတ်တယ်မလားပြောစရာမလို तू ကတိတယ်ဟာခြံနေငါကာရမယ်ကွာငါဘယ်လိုလုပ်ရမလဲကွာတသူမှမပြော तू ကလည်း तू စဉ်းစားတယ် तू ကလည်း तू ခြံကားတယ်တခိုးတွေများတယ်ဆိုရင်တခိုးတွေဝင်လို့မရဘူး तू ကလည်း तू လုပ်တယ်ငွေလိုပြီဆိုရင် तू မိန်းမဆရာငွေလိုတယ်ကွာမင်းတွားရှာဆိုတဲ့ယောက်ျားမျိုးကတော့နည်းနည်းတိတ်တော့မရှိတော့ဘူးရှိတော့ရှိမှာပါဒါပေမဲ့ရှားလိမ့်မယ်လိုတဲ့အခါမှာသူကနဲ့ तू လင်းနှန်းသူ့ပုံစံသူ့အထာနဲ့ तू ကအပြင်ထွက်ပြီးတော့ငါဘလို့ငွေရမလဲ तू ရှာပြီးအမှတချို့တော်များများကတော့ကိုယ့်ရဲ့အိမ်ထောင်ရှင်မအမျိုးသမီးတွေကိုအပ်တယ်တချို့ကတော့ तू ကိုယ်တိုင်ကအမျိုးသမီးကဘယ်ဟာတွေလိုလဲပေးတယ် तू ကိုယ်တိုင်အပြင်ကနေဝယ်လာတယ်ဆရာဆိုနှစ်ခုလုံးလုပ်တယ်တခါလေကြာရင်လိုအပ်ရင်အမျိုးသမီးကိုလည်းအပ်တယ်ဒါပေမဲ့ကိုကလည်းအပြင်သွားတာများတော့ဈေးဝယ်တာများတော့ဆရာကိုယ်တိုင်ဝယ်ပြီးတော့အိမ်မှာလိုတလိုမျိုးဖြည့်ဆည်းပေးတယ်ကျွန်တော်တို့ကအပြင်ကနေအဓိကအတွင်းကိုဖြည့်ပေးတာရှိပြီးသားအတွင်းကဟာကိုတေးချာစီးစနစ်လေးသုံးဖို့ကရဲတွေရဲ့တာဝန်ဖြစ်နေသဘောကအဲ့ဒါကြောင့်ကာကွယ်ခြင်းဆိုတာချစ်ချင်းမြတ်တာရှိတယ်အဖိုးအမလောကမှာလိန်ကဘယ်နှမျိုးရှိလဲနှစ်မျိုးပဲရှိတယ်အထီးနဲ့အမအိမ်ထဲမှာလည်းအထီးနဲ့အမပဲရှိတယ်ဘယ်လောက်မွေးအယောက်7ယောက်ပဲမွေးမယ်ဆိုတော့အထီးအမပဲရှိတာမထီးမမရှိဘူးနော်အဲ့ဒါကြောင့်ဒီနှမျိုးကသူ့တာဝန်ကိုစီနဲ့ယူရတယ်နော်ကျွန်တော်တို့အဖေအမေကလည်းသူ့တာဝန်သူစီယူရတယ်ဒါပေမဲ့ protection လို့ခေါ်တယ်မိမိရဲ့ချစ်တဲ့အတိုင်းဝိုင်းပေါ်မှာကာကွယ်ဖြည့်ဆည်းပေးခြင်းဖြစ်တယ်အဲ့ဒါကမေတ္တာရဲ့လှုပ်ဆောင်မှုဖြစ်တယ်မေတ္တာရဲ့စွမ်းအားဖြစ်တယ်အော်ဆရာနော်ချစ်ချင်းမေတ္တာကိုကျွန်တော်တို့အသေးစိတ်ကြည့်တဲ့အခါမှာကျွန်တော်တို့ထင်တာထက်လေးနဲ့တယ်ကျယ်ပြန့်တယ်ဆိုတော့ကျွန်တော်ဒီနေ့တွေ့တယ်အဲ့ဒါနောက်တစ်ခုကဘာလဲဆိုအချစ်ကနော်မေတ္တာဟာဝိညာဉ်ရေးရာတိုင်းတာမှုတစ်ခုဖြစ်ပြန်တယ်အင်္ဂလိပ်လို spiritual dimension လို့ခေါ်တယ်ပြောချင်တာကဘာသာရေးအများစုမှာကျွန်တော်ကြည့်လိုက်တဲ့အခါမေတ္တာကိုဘယ်မှာဆိုတော့ divine attribute ဆိုတာကတော့ divine ဆိုတာကတော့သူတို့ဖျားပေါ့နော်တန်ရှင်းသူပေါ့ဖျားရဲ့ဖြစ်ရင်ဖျားရဲ့ဂုဏ်တော်သဘောကကျွန်တော်တို့မြန်မာလိုပြောမယ်ဆိုဖျားဂုဏ်တော် divine attribute ဖျားဂုဏ်တော်ဖြစ်တယ်လို့ဘာသာရေးအားလုံးမှာသတ်မှတ်ကြတယ်ပြီးတော့ sacred principle ပြောချင်တာကသူတို့ရဲ့ဆောင်းရန်ရှောင်းရန်သူတို့ရဲ့အခြေခံမူရဲ့ principle ဖြစ်ပါတယ်တဲ့အခြေခံသဘောတရားဖြစ်တယ်တဲ့ချစ်ချင်းမြတ်တာကဘာသာတိုင်းမှာပြီးတော့နောက်တစ်ခုကဘာတော့ ultimate truth ပြောချင်တာကအဆုံးစွန်သောအမှန်တရားတမာတရားအမှန်တရားဖြစ်ပါတယ်တဲ့အဲကြောင့်ဘာသာတိုင်းမှာဒီချစ်ချင်းမြတ်တာဆိုတဲ့သဘောတရားကိုအမြင့်ဆုံးနဲ့အလေးနဲ့ဆုံးနဲ့အကျယ်ဝန်းဆုံးအနေနဲ့ထားတယ်ဆိုတာကိုကျွန်တော်တို့ဒီနေ့တွေ့နိုင်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ချစ်ချင်းမြတ်တာဒီမှာ love is not merely something you feel ပြောချင်တာကချစ်ချင်းမြတ်တာဟာနေကနေအခုချိန်မှာခံစားတဲ့အရာလောက်သာမဟုတ်ဘူးတဲ့ it is something you choose အဲ့ဒါကဘာလို့သင်ကိုယ်တိုင်ရွေးချယ်တဲ့အရာဖြစ်တယ် and become ပြီးတော့သင်ဖြစ်လာတဲ့အရာဖြစ်တယ်အဲ့ဒါကြောင့်လူတစ်ယောက်ကမိမိချစ်တဲ့အတိုင်းပဲမိမိဖြစ်လာတယ်ငယ်ကလေးကလောဘကြီးတတ်တဲ့လူသားကလောဘကြီးတဲ့အတိုင်းဝိုင်းမှာနေပြီးတော့လောဘကြီးတတ်ပြီဆိုရင် तू လောဘကြီးတကယ်တော့ तू ရလာတယ်အမှန်ပဲပတ်စံမတန်လိုချင်တဲ့ तू ကပတ်စံရှိတဲ့လူတယောက်ဖြစ်လာတယ်များသောအားဖြင့်ကပညာအမတန်လိုတဲ့လူကပတ်စံတော့မချမ်းသာပေမဲ့ပညာအသိတရားလေးတော့ချမ်းသာတတ်တယ်အဲ့ဒါကြောင့်မို့မိမိရွေးချယ်ပြီးတော့မိမိအသက်ရှင်ပြီးတော့မိမိဖြစ်လာတဲ့အရာအားလုံးဒီ
ချစ်ချင်းဖြစ်တယ်မိမိချစ်တဲ့အရာတိုင်းမိမိဖြစ်လာတာမဟုတ်မှလွဲရောလူတွေကိုအတင်းလိုက်ပြောနေတာချစ်တဲ့လူကလည်းအတင်းပြောသူကြီးဖြစ်နေတယ်ဗါတဲ့သူများပြောတယ်ရက်ကွက်တည်င်းစာတဲ့ကျွန်တော်တို့ဘယ်နေရာမှာဆိုအဲ့လိုမျိုးလူတွေရှိရနော်ရက်ကွက်တည်င်းစာတွေရှိရနော်ကျွန်တော်တို့ပြောချင်တာကမိမိချစ်တဲ့အတိုင်းမိမိဖြစ်လာတဲ့အရာဖြစ်တယ်အဲ့ဒါကြောင့်မို့အင်္ဂလိပ်တွေကပါတယ်ဆို love is not merely something you feel mean ခံစားတာလောက်မဟုတ်ဘူး it is something you choose mean ရွေးချယ်တဲ့အရာဖြစ်တယ် and live အသက်ရှင်တဲ့အရာဖြစ်တယ် and become ဖြစ်လာတဲ့အရာဖြစ်တယ်အဲ့ဒါကြောင့်မို့ချစ်ချင်းမေတ္တာနဲ့သက်ဆိုင်တဲ့လောကမှာပညာရှင်ဒီဌာနဆိုင်ရာများစွာရဲ့ပညာရှင်တော်များများရဲ့စကားထုံနှုတ်ချက်လေးတွေကိုကျွန်တော်တို့ဒီနေ့တွေ့ရအောင်ကြည့်ရအောင်ပေါ့နော်ဒသနာပညာရှင်အတွေးခေါ်ပေါ့ဒသနာဆိုတာကတော့ကျွန်တော်တို့နော်အတွေးခေါ်ပိုင်းနဲ့လည်းသက်ဆိုင်ပညာရှင်တွေထဲမှာကျွန်တော်ပလေတိုလို့ခေါ်တဲ့ပုဂ္ဂိုလ်ကြီးပါလို့ဆို at the touch of love everyone becomes a poet ပြောချင်တယ် at the touch of love ဘာလဲတော့ချစ်ချင်းနဲ့ထိတွေ့လိုက်တဲ့အခါမှာအမလေးတွားတယ်ဒါနှုတ်ညံ့လိုက်တာချစ်ချင်းဆိုတဲ့အချစ်နဲ့တက်ဆိုပြီးတော့ထိတွေ့လိုက်ပြီဆိုတော့ဘက်လိုလူမဆိုပါတွေဖြစ်လာလဲကပ်ပြာဆရာတွေဖြစ်လာပါတယ်အမလေးဗျာနော်အနုပညာတဲကြီးတွေဖြစ်လာပြီပေါ့ဘယ်လောက်ပဲကျန်းနေပါစေဘယ်လောက်ပဲစိတ်ချမ်းကိုကျန်းနဲ့ကျွန်တော်တို့ Alexander the Great လိုလူမျိုးတွေဖြစ်နေပါစေစစ်မှန်တဲ့အချင်းနဲ့တင်းလို့ထိလိုက်တာနဲ့ကိုအရေးပျော်ကြသွားရောအဲ့လိုမျိုးဖြစ်တယ်နောက်ကျွန်တော် Aristotle ကပြောလဲ love is composed of a single soul inhabiting two bodies ပြောချင်တာကချစ်ချင်းဟာကိုယ်နှစ်ခုထဲမှာနေထိုင်တဲ့ဝိညာဉ်တစ်ခုဖြစ်ပါတယ်တဲ့မိမိကဥမာဆိုရင်ဒါကယောက်ျားနဲ့မိန်းမချစ်ချင်းကိုသူကပုံဖော်ပေးတာဥမာဆိုရင်လူတယောက်ကျွန်တော်တို့မြန်မာနိုင်ငံမြန်မာလူမျိုးကလည်းထုံတန်းစင်လာတာဟုတ်ချင်စိတ်ချင်းဆက်သွယ်တယ်ဆိုပါလားတို့ကကြတော့ကိုကဒီနေ့မတမ်းမချစ်ပြီးတော့တတိယနေတဲ့အချိန်မှာဟိုကလည်းနီလန်တမျိုးမျိုးနဲ့ကိုသူကဘယ်လိုပြောမလဲစိတ်ထဲမှာရှိနေတတ်တယ်တဲ့ကျွန်တော်တို့အဲ့လိုပြောတာပေါ့နော်စိတ်ချင်းဆက်သွယ်တယ်လို့ပြောတာအဲ့ဒီသဘောတရားလေးဖြစ်တယ် Aristotle ပြောတာနော်အမှဆိုလူနှစ်ယောက်ချစ်ပြီးချစ်ချင်းမေတ္တာရှိတဲ့လူနှစ်ယောက်သမီးကြီးစားနှစ်ယောက်ချစ်သူကြီးစားနှစ်ယောက်သူတို့တကယ်ကိုချစ်တယ်သူတို့အကြောင်းတီးလိုက်တဲ့အခါမှာတယောက်လိုချင်တာတယောက်ကပြောเสียမလို့သိနေတာဟုတ်နော်သိနေတာကျွန်တော်တို့စားချစ်တဲ့အချိန်နဲ့တော့ကျွန်တော်တို့တော်လေးကိုကျွန်တော်တို့ကအဲ့ဒီချိန်မှာတော့သူ့ရဲ့အရေးအချီကိုကျွန်တော်ကြည့်နေတာဟာဒီလူကမျက်နှာညှိုးပြီဆိုရင်ဘာလို့လဲကျွန်တော်သိတယ်ပြောเสียမလို့လုပ်ပေးတယ်သူစိတ်ကလည်းကိုယ်စိတ်ပဲကိုယ်စိတ်ကလည်းသူ့စိတ်ပဲနှစ်ယောက်နေတယ်ဒါပေမဲ့ဝိညာဉ်ကတစ်ခုပဲဝိညာဉ်ဆိုတာစိတ်ပဲနော်နတ်ကိုယ်တဲ့စိတ်ဆိုတော့ပြောတာနော်အဲ့ဒီတရားတွေဖြစ်လာတယ်ချက်ချင်းမြတ်တာအောင်ဆရာနော်သိပ္ပံပညာရှင် Albert Einstein ကပြောလဲ gravitation is not responsible for people falling in love ပြောချင်တာပါဆိုလူတွေချစ်မိပြီဆိုရင်တော့အဲ့ဒီကမ္ဘာဆွဲငင်တာဝန်မယူဘူးတဲ့ပြောချင်တာကမ္ဘာရဲ့သဘောတရားကတောင်မှသူတို့ကိုမနိုင်ဘူးဆရာဝန်တွေနားမလဲဘူးနော်ဥမာဆိုရင်လူတယောက်ကအရန်ချစ်ပြီဆိုရင်သူ့နှလုံးခုန်တန်းထူးခြားတူနဲ့ဖြစ်လာတဲ့ခါမှာဆရာဝန်တွေစီသွားပြကြည့်အဲ့ဒါကမင်းတီးအခုချိန်တခါတော့ဒုံခနဲ့တီးမဲ့အစင်းဆိုပြီးတော့ तू ကတတ်မှတ်ပေးမယ်ဒါပေမဲ့ကိုကတော့ဘာဖြစ်နေရလဲမလေးကိုရဲ့ရေးစားနဲ့ကိုလက်ချင်းချိန်မိလိုက်လို့ရင်ခုန်နေတာပြောနေတာဒီကတော့ဒါပေမဲ့ဆရာဝန်တွေနားမလဲဘူးကပ္ပဆွဲငင်အားကတောင်မှနားမလဲနိုင်တဲ့အရာဖြစ်တယ်အဲ့ဒါချစ်ချင်းမြတ်တာဖြစ်ပါတယ်တဲ့စာရေးဆရာကြီးတွေကWilliam Shakespeare love looks not with the eyes but with the mind အချစ်မြတ်တာနှလုံးသားအဲ့ဒီအရာကမျက်လုံးနဲ့မကြည့်ဘူးနှလုံးသားရင်ဘတ်နဲ့ကြည့်တယ်နော်စိတ်ဖြင့်ကြည့်တယ်ပြောပါနော် Leo Tolstoy ကလည်းပြောဆို well there is love there is God Leo Tolstoy ကတော့သူကဖျားမဲ့ပေါ့နော်ဖျားမဲ့ဝါဒီတစ်ပါးဖြစ်တယ်နော်သူ့ရဲ့အကြောင်းလေးကိုတော်လေးနဲ့တွင်ရှင်းပြောမယ်ဆိုရင်သူကိုယ်တိုင်ကတော့နောင်လာမဲ့နှစ်ပေါင်း100အတွင်းမှာခရိယန်ရဲ့သာသနာရှိတော့မှမဟုတ်တဲ့ကဘာမှာတို့လို့ပြောဘူးတဲ့ဒါပေမဲ့အဲ့လိုပြောလိုက်လို့သူတည်ပြီးတော့နှစ်ပေါင်း90မှာသူ့ရဲ့အိမ်သူ့ရဲ့စာဆောင်သူစာအုပ်တွေထုတ်တဲ့ဆက်ကြီးကိုခရိယန်တွေကဝယ်ပြီးတော့တမာကျမ်းစာထုတ်တဲ့ဆက်အနေနဲ့ဆက်ယုံအနေနဲ့တုံးလိုက်တော့ပြီးသွားရောသူပြောတာကတော့နောင်နှစ်ပေါင်း100အတွင်းမှာခရိယန်မရှိတော့ဘူးတဲ့ဒါပေမဲ့ तू မရှိတဲ့နှစ်ပေါင်း90လောက်အတွင်းမှာသူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးခရိယန်တွေဝယ်ပြီးတော့
တမာကျန်းစာထုတ်တဲ့စက်ယုံကြီးကိုဖြုတ်လှုပ်လိုက်တော့တာပဲပြီးသွားရောအဲ့ဒါကြောင့်မို့ဖရာသခင်ကိုအမျိုးမျိုးနဲ့သုံးတတ်တဲ့သူတွေကလောကမှာယာဆုနဲ့ပေါင်းများစွာမျိုးမျိုးရှိတယ်လူတစ်စစ်ပြီးတစ်ဆက်တည်သွားကြတယ်အမျိုးမျိုးသူတို့မာနတရားတွေသူတို့ကဖရာကိုစော်ကားပြီးတော့သူတို့ဆုံးပါသွားကြတယ်ဒါပေမဲ့ဖရာသခင်ကတော့တည်ရှိတာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့တကိုးတော်နဲ့သူ့ရဲ့တည်ရှိမှုကတော့အမြဲတမ်းဆက်လက်တည်တတ်နေတယ်ဆိုတာကိုလည်းကျွန်တော်ဒီနေ့တွေ့တယ်เนาะကျွန်တော်ရှိသေးတယ်ဆက်ပြီးတော့သွားလိုက်မယ်เนาะကဲချစ်ချင်းမြတ်တာရဲ့အရင်မြတ်ကဘယ်ကနေဖြစ်မလဲကဲအခုချစ်ချင်းမြတ်တာရဲ့သဘောတရားကိုကျွန်တော်တို့သိပြီလို့သဘောထားလိုက်မယ်ကွာအဲ့ဆိုအရင်အမြတ်ဘယ်ကနေလာလဲ produce ထုတ်လုပ်တာဘယ်ကနေလဲကြည့်ကြည့်ရအောင်ဘယ်ကနေထုတ်လုပ်လဲချစ်ချင်းนี่အဆုံးစွန်သောအရာဖြစ်တယ်ဆိုတာကျွန်တော်တို့သိနေအဆုံးစွန်သောအရာဆိုတော့ကျွန်တော်အထွက်ထိပ်ပေါ့အရာအားလုံးရဲ့အထွက်ထိပ်လူသားမှာအထွက်ထိပ်ကချစ်ချင်းမြတ်တာပဲချစ်ချင်းမြတ်တာမှာရှင်သူ့မှာဘာအရင်ချင်းမှမရှိတော့တယ်လို့ဖြစ်သွားတယ်ဒါပေမဲ့ချစ်ချင်းမြတ်တာသာရှင်သူ့မှာအရင်ချင်းအားလုံးသူ့မှာရှိတယ်ဖြစ်သွားပြန်ရောချစ်ချင်းမြတ်တာရဲ့အံ့ဩစရာကောင်းတဲ့အချက်ဟုတ်တယ်နော်ဟုတ်တယ်အဲ့ဒါကြောင့်မို့ချစ်ချင်းမြတ်တာဆိုတာဓာတုဖွဲ့စည်းမှု chemical reaction လောက်တာမဟုတ်ဘူးဆိုတာကျွန်တော်သိနိုင်တယ်ဒါဆိုရင် karma လို့ခေါ်တဲ့ကံကိုင်းအကျိုးကချစ်ချင်းမြတ်တာကိုထုတ်ပေးတာလားအဲ့လိုလည်းဘယ်တော့မှမဟုတ်ဆိုတော့ကျွန်တော်သိနိုင်တယ်နောက်တစ်ခုက divine source ဖယားသခင်ကနေလားဒါပဲရှင်းစရာရှိတယ်ကဲကျွန်တော်တို့ဒါဆိုရင်တမာကျမ်းစာကိုကြည့်ကြည့်အောင်တမာကျမ်းစာကိုလမ်းကြည့်လိုက်တဲ့အခါမှာအဲ့ဒီချစ်ချင်းမြတ်တာရဲ့အရင်းမြစ်ကပေါ်လာရောဘာတဲ့တုံးဆိုရင်ကျွန်တော်တို့ဖယားသခင်ဒီချစ်ချင်းမြတ်တာဖြစ်တော်မူ၏အိုးကြည့်နော်အဲ့ဒါကြောင့်မို့ချစ်ချင်းအချစ်မြတ်တာဆိုတာတွေဟာလူရဲ့နှလုံးသားကနေအလိုလိုဖြစ်တာမျိုးမဟုတ်ဘူးကျွန်တော်တို့အခုချိန်မှာသိနိုင်ပြီဘယ်လောက်ထိလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ခဏနေသွားရင်ဖယားသခင်ထံမှသာစစ်မှန်စွာပေါ်ထွန်းတယ်ဆိုတာကိုလည်းကျွန်တော်ဒီနေ့တွေ့နိုင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့မေတ္တာဟာလူသားရဲ့ထုတ်ကုန်မဟုတ်ဘူးဘာကြောင့်လဲကျွန်တော်ကြည့်ကြည့်အောင်လူသားရဲ့ထုတ်ကုန်မဟုတ်အကြောင်းကျွန်တော်သိနိုင်တယ်ဘာကြောင့်လဲမချစ်ပူအမကြီးမချစ်ပူကိုမအိမ်မခေါ်ဘူးချစ်ချင်းမေတ္တာရှိလို့လားအဲ့ဒါဆိုတော့ကိုညီမအရင်လေသွေးသားမညီမအရင်ကျွန်တော်တို့ဆိုရင်ဗါတဲ့တော့ညီမအရင်ချာမောင်နှမအရင်ချာတွေပဲเนาะဘာဖြစ်လို့လဲကျွန်တော်တို့လောကမှာမရှိတာမျိုးရှိတာပေါ့တာအဖြစ်မှဆွန့်လွတ်တမီးအဖြစ်မှဆွန့်လွတ်ဒါတွေရောဟုတ်လားအမွေပြက်ဆွန့်လွတ်ပါတယ်ဆိုတာတွေရောကျွန်တော်တို့သူများတွေမပြောနဲ့အောင်ကိုမိသားစုအရင်ခောက်အမွေတွေနဲ့ကိစ္စနဲ့ပြဿနာဖြစ်တာကအမိသားစုအရင်ခောက်ပဲဖြစ်လို့ရတာလေအဲဆိုတခြားလူနဲ့ဖြစ်เสียမလို့ဘူးအမွေကိစ္စဆိုရင်ကိုအရင်ချင်းထဲမှာဖြစ်ရတာအဲ့ဒါကြောင့်အမွေကိစ္စဖြစ်ပြီဆိုရင်အရင်ခောက်တွေမောင်နှမအရင်ခြာတွေချပြီးတရားရုံးတွေရောက်ပြီးတရားဆွဲပြီးသူကဟိုဟာယူလို့ तू မထိုက်တာ तू ကဟိုလိုမျိုးလုံးတွေဖြစ်ပြီးအဲ့ဒါဘာကြောင့်ကျွန်တော်ဒါဆိုရင်လူသားရဲ့သဘောတရားကပါချက်ချင်းမြတ်တာထုတ်လာကျွန်တော်တို့မှာလောဘတွေအာဃာတတွေမနာလိုမှုတွေဝင်တိုမှုတွေကျွန်တော်တို့ထုတ်တဲ့အရာကဒါတွေဗျချက်ချင်းမြတ်တာမထုတ်ဘူးလူရဲ့ထုတ်ကုန်မဟုတ်ဘူးအမြင့်ဆုံးသောဘုရားသခင်ရဲ့ထုတ်ကုန်ဖြစ်တယ်တမန်ကျမ်းစာကတော့အခုကျွန်တော်ကြည့်အောင်ဆွမ်းနာကဘုရားသခင်ဟာချစ်ချင်းမြတ်တာဖြစ်တော်မူတယ်ချစ်ချင်းမြတ်တာဟာဘုရားသခင်စီမဖြစ်တယ်ဘုရားသခင်นี่ချစ်ချင်းမြတ်တာဒီယောအခန်းလေးအပိုက်ရှစ်မှာပါတယ်တော့ချစ်ချင်းမရှိသောသူဒီဘုရားသခင်ကိုမသိအကြောင်းမူကားဘုရားသခင်ဒီချစ်ချင်းမြတ်တာဖြစ်တော်မူ၏ချစ်ချင်းမြတ်တာကိုမသိတဲ့လူဟာဘုရားကိုမသိဘူးတဲ့ဘာကြောင့်လဲဆိုဘုရားသခင်ကပါတယ်တော့ချစ်ချင်းမြတ်တာဖြစ်တော်မူတယ်ပြီးတော့တမန်ကျမ်းစာမှာအကြီးမြတ်ဆုံးသောပညာတစ်မျိုးပဲဘုရားသခင်ကထားတယ်နှမျိုးပေါ့နော်အကြီးဆုံးသောပညာဒီကျမ်းစာအုပ်တောက်လုံးမှာကျွန်တော်တို့လူသားတွေလိုက်เสียကနှမျိုးပဲရှိတယ်နှမျိုးပဲပထမမျိုးကပါတယ်တော့ဖယားကိုချစ်လူကိုချစ်ပြီးပြီကျမ်းစာမလာနဲ့ရပြီဖယားကိုချစ်လူကိုချစ်ဖယားကိုတေးဖယားသခင်ထောက်ရဖယားကိုစိတ်နှလုံးအကျွင်းမဲ့
ဉာဏ်ရှိသမျှစွမ်းအားရှိသမျှနဲ့ချစ်လို့ရှင်မသက်ခရစ်ဝင်ကျမ်းခန်း22အပိုက်39 39ဖတ်ကြည့်လိုက်တင်းကိုတင်ချစ်တဲ့ကဲတော့တင်းနီးချင်းကိုချစ်တဲ့ကဲတော့ချစ်လို့ဖယားကိုအစွမ်းရှိသမျှချစ်ဖယားကိုချစ်ပြီးပြီဆိုရင်တင်းရဲ့အိမ်နီးချင်းကိုမင်းချစ်တယ်လို့ပြန်ချစ်ပြီးပြီအဲ့ဆိုတော့ဖယားရဲ့နီလန်းကဘာလဲတော့ချစ်ချင်းမေတ္တာရှိဖို့မို့ချစ်ချင်းမေတ္တာလူသားဖြစ်ဖို့ဖယားကကျွန်တော်တို့ကိုဖန်ဆင်းထားတာဖြစ်တယ်။ဘာကြောင့်လဲဖယားသခင်ဒီချစ်ချင်းမေတ္တာဖြစ်လို့ဖြစ်ပါတယ်။ကဲကျမ်းစာတော်လားချစ်ချင်းမေတ္တာရဲ့အရေးပါမှုတွေကျွန်တော်တို့အများကြီးရှိတယ်ကျွန်တော်မြန်လေးဆက်ပြီးတော့ဖတ်သွားမယ်နော်။မိတ်ဆွေတို့အသက်ပေးခြင်းယောဟန်ခန်း15အပိုက်73မှာမိတ်ဆွေတို့အတွက်မိမိအသက်ကိုပေးခြင်းတဲ့ကြီးမြတ်သောချစ်ချင်းမရှိရှင်မသက်ခရစ်ဝင်ကျမ်းအခန်း9အပိုက်44မှာတင်တို့၏ယံသူတို့ကိုချစ်ကြလော့တင်တို့ကိုကျိန်ဆဲသောသူတို့ကိုယေရှုကောင်းကြီးပေးကြလော့ယောဟန်ခန်း73အပိုက်34နဲ့35မှာတင်တို့တွေအချင်းချင်းချစ်ကြလျင်လူအပေါင်းတို့ဒီဒါအင်မတန်ရေးကြီးတယ်နော်တင်တို့ကိုငါဤတပိများဖြစ်ကြောင်းသိကြလိမ့်မည်ဟုတ်ပြီနော်ဘာပဲလို့လဲအချင်းချင်းချစ်ဖို့ပဲနော်ကဲယောမအခန်း73အပိုက်30မှာချစ်ချင်းဒီအိမ်နီးချင်းအားမကောင်းမှုမပြုထို့ကြောင့်ချစ်ချင်းဒီပြည့်ညက်တရားဤပြည့်စုံခြင်းဖြစ်တယ်ခမည်းတကယ်မှတကယ်ချစ်ချင်းရှိတယ်ဆိုရင်ခမည်းရဲ့အိမ်နီးချင်းကိုခမည်းကမကောင်းမှုဘယ်တော့မှမပြုဘူးနော်အာကုသို့မတည်သွားဘူးအိမ်နီးချင်းအတွက်ကုသို့ပဲတည်သွားလိမ့်မယ်ကောင်းခြင်းအဖျားဖျားပဲပေးလိမ့်မယ်အဲ့ဒါကြောင့်ဒါဟာပြည့်ညက်တရားရဲ့ပြည့်စုံခြင်းဖြစ်ပါတယ်ဘာကြောင့်လဲပြည့်ညက်တရားဘာကိုပြောတာလဲဖယားကိုချစ်လူကိုချစ်အဲ့ဒါကြောင့်ကြောက်ရွံ့ခြင်းကိုချစ်ခြင်းကဖယ်ရှားတယ်တိယောအခန်းလေးအပိုက်78မှာစုံလင်သောချစ်ခြင်းဒီကြောက်ရွံ့ခြင်းကိုဖယ်ရှားတတ်၏နော်ကြောက်ရွံ့ခြင်းကိုဖယ်ရှားတတ်ကျွန်တော်လူတယောက်ကိုတကယ်ချစ်ရင်အမေရိကန်မှာသူ့ရဲ့သားကိုတတ်တယ်တကယ်ဖြစ်စင်နော်တကယ်ဖြစ်ဆရာဒီမှာပြောဘူးတဲ့ဟိုးလွန်ခဲ့တဲ့တနစ်ကျော်တော့ကသူ့ရဲ့သားကိုတတ်ကြသူကနီဂရိုအိမ်ထောင်နီဂရိုမီသားစုအဲ့ဒီတုန်းကလူဖြူလူမဲအင်မတန်မှကိုခွဲခြားတယ်လူမဲတွေကိုသူတို့ကကျွန်းနေတရိษံအစ်စ်မှာထားတဲ့ခက်အဲ့ဒီအချိန်မှာသူ့ရဲ့သားကိုတတ်တယ်သူ့ရဲ့သားကိုဘယ်လိုတတ်လဲဆိုတော့ဓာတ်စီလောင်းပြီးတော့ကိုမီးရှို့ပြီးတော့တတ်တာပြီးတော့သူ့ရဲ့ယောက်ျားကိုလည်းနောက်တနစ်နှစ်ကျော်မှာတတ်ပြန်တယ်သူ့ယောက်ျားတတ်တာကိုသူကိုယ်တိုင်ခေါ်ပြီးတော့ကြည်ခိုင်းတယ်အဲ့လောက်ထိကိုလှုပ်တယ်အဲ့ဒါကလူဖြူရဲကောင်ကလူမဲမိသားစုကိုဒီလိုလှုပ်တာလှုပ်တဲ့အခါမှာအဲ့ဒီအမျိုးသမီးကြီးအသက်80ကျော်လောက်ရောက်တဲ့အခါမှာအမေရိကန်နိုင်ငံရဲ့ဥပဒေတွေကပြောင်းလဲလာတဲ့အခါမှာဒီလူဖြူကြီးကမကောင်းမှုကမျက်ကွယ်ရာမရှိဘူးသူ့အပြစ်တွေအားလုံးတခြားအပြစ်တွေနဲ့ပေါင်းပြီးတော့သူဟာဒုစရိုက်မှုနဲ့သူတရားရုံးရောက်လာတရားရုံးရောက်တဲ့အခါမှာသူ့ရဲ့ case အရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကဒီမိသားစုကိုသူစော်ကားခဲ့မှုတဲ့အရာကိုသိတဲ့အခါမှာအဲ့ဒီအမျိုးသမီးကြီးအသက်80ကျော်အမျိုးသမီးကြီးကိုတရားရုံးကိုခေါ်လာတဲ့အခါမှာအဲ့ဒီတရားရုံးကအမျိုးသမီးကြီးရောက်လာတဲ့အခါမှာအမျိုးသမီးကြီးဘာမှမပြောခင်မှာအဲ့ဒီအမျိုးသားကြီးကတော့သူကတော့သူ့ရဲ့မှုတွေမအောင်များစွာရှိတယ်အဲ့ဒီတုန်းကတော့ဘာတော့တေစားတေစေကျိုးမိန်ဒါမှမဟုတ်ရင်မတေမချင်းတတ်တနက်နဲ့ပြတ်တတ်ဒါမှမဟုတ်ရင်တကြွန်းလာတေဖို့ပဲရှိတယ်သူ့ရဲ့အလုပ်ရက်ကဒါပေမဲ့အမျိုးသမီးကဘာပြောတယ်သူကျွန်တော်ရဲ့မိသားစုကျွန်တော်သားကျွန်တော်ရဲ့ယောက်ျားကိုတတ်တဲ့ဒီအမျိုးသားကြီးကိုကျွန်တော်ကခွင့်လွတ်ပါတယ်သူ့ကိုကျွန်မခွင့်လွတ်တယ်အဲ့ဒီမျိုးသားကသူ့ရဲ့သားအရွယ်ပဲရှိသေးတယ်အမှန်ကအဲ့ဒါကြောင့်ကျွန်တော်သားရှိသေးတယ်ဆိုရင်ကျွန်တော်သားကကျွန်တော်အိမ်မှာရှိရင်ကျွန်တော်သားကကျွန်မသားပေါ့နော်ကျွန်မသားကကျွန်မကိုလှုပ်ပေးမဲ့အလုပ်တွေကိုအဲ့ဒီအမျိုးသားကျွန်မရဲ့အိမ်မှာတလတစ်ချိန်လာပြီးတော့လှုပ်ပေးပါစေတဲ့အဲ့ဒါပဲသူတောင်းဆိုတယ်အဲ့ဒီအချိန်မှာလူတွေအဲ့ဒီတရားရုံးမှာအဲ့ဒီတရားနာတဲ့သူတွေရှိတဲ့နေရာမှာလူတွေကအကြတန်တောင်ကြားရမယ့်အခြေအထိကိုသိစိတ်သွားတယ်အဲ့ဒီအချိန်မှာလူတယောက်ကဖယားသချင်းတီဆိုလာတယ် Amazing Grace ဘာပြောလဲ Amazing Grace
အင်မတန်အံ့ဩစရာကောင်းလွန်လာတဲ့ကရုဏာတော်ဖရာသခင်ရဲ့ကရုဏာတော်အကြောင်းကိုတခြင်းဆိုပြီးတော့တခန်းလုံးဒီတခြင်းတဲ့လူတွေကသူတို့ရဲ့ဝမ်းတာမျက်ရည်ပီတိမျက်ရည်အံ့ဩထူးဆန်းသောမျက်ရည်ကြားပြီးတော့အဲ့ဒီအမျိုးသမီးကိုနော်ဖရာသခင်ကိုရောသူတို့ချီးမွမ်းကြတယ်ဆိုတာကိုကျွန်တော်ဒီနေ့တွေ့နိုင်တယ်အဲ့ဒီအဖြစ်ဖြစ်တဲ့အခါမှာအဲ့ဒီလူတက်ကောင်ကြီးကတော့အဲ့ဒီနေရာမှာ amaze အံ့ဩပြီးတော့အဲ့မှာတခါတည်းကိုမိတ်လဲသွားတယ်တေတော့မသေးဘူးနော်သူတေတော့မသေးအမှန်တကယ်ကသူ့ရဲ့သားကိုသူ့ရဲ့ယောက်ျားကိုတတ်တဲ့လူအင်မတန်မှကြောက်ရမှာပဲဒါပေမဲ့သူ့မှာစုံလင်သောချစ်ချင်းရှိတဲ့အတွက်ကြောင့်ကြောက်ရွံ့ခြင်းဖယ်ရှားနိုင်တယ်သူ့ရဲ့ချစ်ချင်းကအရာအလုံးကိုမနိုင်ဘူးလားနိုင်တယ်သူ့ရဲ့ရန်သူတော်ကြီးဖြစ်တဲ့သူ့ရဲ့မိသားစုတစ်ခုလုံးကိုဖျက်ဆီးပြီးတော့သူ့ရဲ့အနာဂတ်တစ်ခုလုံးကိုဖျက်ဆီးပြတဲ့လူကိုခွင့်လွှတ်ပေးနိုင်တယ်ဒီချစ်ချင်းကလူသားထုတ်ကုန်လားမဟုတ်ဘူး Amazing Grace ဖရာသခင်ရဲ့ထုတ်ကုန်ဖြစ်တယ်အာမင်ဟာလေလုယာအဲ့ဒါကြောင့်ချစ်ချင်းဖြင့်ယုံကြည်ခြင်းကအလုပ်လုပ်တယ်ခမည်းမှာချစ်ချင်းရှိမှခမည်းမှာမေတ္တာရှိမှခမည်းရဲ့ယုံကြည်ခြင်းအလုပ်လုပ်တာဖြစ်တယ်အာမင်ကိုယ်မှာချစ်ချင်းမေတ္တာမရှိရင်ကိုယ့်ရဲ့ယုံကြည်ခြင်းတောင်အလုပ်မလုပ်နိုင်ဘူးအဲ့ဒါကြောင့်မို့ဖရာသခင်ရဲ့ချစ်ချင်းမှမိတိအရာမှခွဲကွာ၍မရနိုင်ပါနော်ကျွန်တော်တို့ဘယ်လိုပြောမလဲဖရာသခင်ရဲ့ချစ်ချင်းဟာဘယ်အရာနဲ့မှကျွန်တော်တို့သူ့စီကနေခွာလို့မရဘူး။ဘာကြောင့်လဲဖရာသခင်ဟာချစ်ချင်းဖြစ်ပြီးတော့ကျွန်တော်တို့ဟာဖရာသခင်ဖန်ဆင်းထားသောလူသားဖြစ်လို့ဖြစ်ပါတယ်။အဲ့ဒီနေရာမှာကျွန်တော်တို့ကမြန်မာလူမျိုးတွေအဓိကတည်တဲ့တဏှာဆိုတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့မေတ္တာစစ်မှန်သောမေတ္တာစစ်မှန်သောချစ်ချင်းနဲ့တဏှာကိုကျွန်တော်တို့ကကွဲပြားဖို့ရန်အတွက်လိုအပ်ပါတယ်။နော်ကျွန်တော်ဗုဒ္ဓဘာသာအမြင်မှာကြတော့မေတ္တာအကျိုးကိုလိုလားမှုလို့သူကဘာသာပြန်ပါတယ်မေတ္တာချစ်ချင်းချစ်မေတ္တာပေါ့နော်အဲ့ဒါကိုသူ့အကျိုးကိုလိုလားမှုတဲ့တဏှာကိုကြတော့ပိုင်ဆိုင်ရရှိလိုမှုနော်အင်မတန်မှကွဲပြားပါတယ်ဒီဟာလေးကိုကျွန်တော်ဖတ်တဲ့အခါအဲ့ဒါကြောင့်နောင်ဖွဲ့မှုကိုကြတော့ကျွန်တော်တို့ဒုက္ခရဲ့အကြောင်းလို့သတ်မှတ်ပြီးတော့မေတ္တာကလည်းနောင်ဖွဲ့မှုလို့ခေါ်တဲ့ attachment အင်္ဂလိပ်လို attachment ပြောလိုက်တာကရှင်းတယ်ဒါပေမဲ့မြန်မာလိုကြတော့နောင်ဖွဲ့မှုဆိုတာသူကလူတယောက်ကိုကျွန်တော်တို့ဘယ်လောက်ပဲချစ်ချင်းမှန်ကန်တဲ့ pure love ပေါ့နော်မှန်ကန်တဲ့ချစ်ချင်းမြတ်တာနဲ့ချစ်နေပါစေဒါကကျွန်တော်တို့တန်တရားအတွက်ကျွန်တော်လှုပ်ဆောင်နေတာပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့ချစ်ချင်းမြတ်တာရှိတယ်ဆိုရင်တော့ဒါချစ်ချင်းမြတ်တာကလည်းလောကကိုချစ်ချင်းလောကမှာချစ်ချင်းမြတ်တာရှိတယ်ဆိုရင်လေဒါကလည်းနောင်ဖွဲ့မှုကိုဖြစ်စေတဲ့တန်တရာကိုဖြစ်စေတဲ့အရာတစ်ခုပဲဘုရားဘာသာမြန်မာနော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီသိပ္ပံပညာရှင်တွေကပ္ပဗုဒ္ဓဘာသာမဟုတ်တဲ့ဒီလက်တွေ့ကျတဲ့ပညာရှင်တွေများသောအားဖြင့်ကဥနုနဲ့ကျွန်တော်တို့ဒီအင်တာဗျူးမှာဗီဒီယိုမှာကျွန်တော်တို့ဒီအစ္စရေးနိုင်ငံရဲ့ဝန်ကြီးချုပ်ကြီးနဲ့အင်တာဗျူးမှာအစ္စရေးနိုင်ငံဝန်ကြီးချုပ်ကြီးကဗုဒ္ဓဘာသာအမြင်ကိုသူကပုံပွင့်လင်းလင်းပြောတဲ့အခါမှာဗုဒ္ဓဘာသာကအစိုးအမြင်ဘာသာဖြစ်တယ်လို့သူပြောလိုက်တာအဲ့ဒါကြောင့်ဖြစ်တယ်ချစ်ချင်းမေတ္တာ pure love ကိုနောင်ဖွဲ့မှုအနေနဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာခံယူလိုက်တာတန်တရာလဲတာပေါ့ဥပမာကျွန်တော်လူတယောက်ကိုအင်မတန်မှချစ်တယ်ဆိုရင်လည်းဒါကတန်တရာလဲခြင်းကိုဖြစ်စေတာပဲအဲ့ဒါကြောင့်အယံကိုချစ်ချင်းထက်ကျွန်တော်တို့ဘာကိုသွားတယ်လဲဆိုရင်ကျွန်တော်တို့ဗာလဲအဆုံးစွန်အစွဲကင်းခြင်းဥပေက္ခတရား ultimate detachment မသွားဘူးလားဗုဒ္ဓဘာသာကအဲ့ဒါကိုကျွန်တော်တို့ကိုအမြဲတမ်းတွင်တင်ပေးတယ်ကျွန်တော်တို့ဘာသာကအဲ့ဒါကြောင့်မို့ဒါဆို pure love လို့ခေါ်တဲ့ချစ်ချင်းမြတ်တာစစ်မှန်တဲ့ချစ်ချင်းကဘယ်မှာသွားနေမလဲနေစရာမရှိတော့ဘူးအဲ့ဒါကိုကျွန်တော်တို့ကကောင်းခြင်းအတွက်ထုတ်ကုန်အနေနဲ့ယူလို့မရတော့ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ယုံကြည်တဲ့နိဗ္ဗာန်လို့ခေါ်တဲ့ nirvana ဆိုတာဘာလဲတော့ cessation လို့ခေါ်တယ်ဘာလို့ရပ်ဆိုင်းတာရပ်တန့်တာအရာအလုံးချုပ်ငိမ့်တာအဲ့ဒီနေရာမှာရပ်တန့်တယ်လို့ကျွန်တော်ယုံကြည်တဲ့အတွက်ကြောင့်ကျွန်တော် pure love လဲအတုံးမဝင်ဘူးစစ်မှန်တဲ့ real love လဲtrue love လဲအဲ့ဒီနေရာမှာအသုံးမဝင်ဘူးလေဘာဖြစ်လို့အဲ့ဒီနေရာမှာအားလုံးကချုပ်ငိမ့်မှာပဲဟုတ်အဲ့ဒါကြောင့်မို့ pure love ဆိုတာလဲအသုံးမဝင်ဘူးတဲ့ဒါပေမဲ့ကျွန်တော်ခရိယန်ဘာသာကိုကြည့်လိုက်တဲ့အခါမှာခရိယန်ဘာသာအဆုံးစွန်တော်တရားကပါတယ်တော့ relationship with God ဖယားသခင်နဲ့အတူတကွာမှစာမဖတ်မယ်ဖယားနဲ့အတူတကွာနေထိုင်ခြင်းဖြစ်တယ်အဲ့ဒါကျွန်တော်နိုင်ရှင်တဲ့အခါမှာဖယားနဲ့အတူတကွာနေထိုင်ခြင်းအဲ့ဒီကာကိုအဓိကဖယားသခင်ကလူသားတွေကိုဖန်ဆင်းတဲ့အကြောင်းရင်းဖြစ်တယ်ပြီးတော့ဖယားသခင်နဲ့အတူနေထိုင်တဲ့
လူဟာဖယားသခင်ကပါတယ်တော့ချစ်ချင်းမြတ်တာဖြစ်တဲ့အတွက်ကြောင့်အတူနေထိုင်တဲ့သူကချစ်ချင်းမြတ်တာရှိမှရမှာလားမရှိရင်ရမှာလားရှိမှရမယ်အဲ့ဒါကြောင့်ကျွန်တော်ချစ်ချင်းမြတ်တာဒီထာဝရကာလမှာတည်သွားမယ်အယီချင်းလွတ်တဲ့အယီချင်းတစ်ခုပဲရှိတယ်အဲ့ဒီတစ်ခုကပါတယ်တော့ချစ်ချင်းမြတ်တာပဲဖြစ်တယ်ထာဝရကာလမှာကျွန်တော်အယီချင်းတခြားအယီချင်းတွေအားလုံးကုန်ပါပတ်စံရှာတတ်တဲ့အယီချင်းကုန်ပြီအဲ့ဒီနေရာမှာလူတွေကိုတရားဟောကောင်းတဲ့အယီချင်းကုန်ပြီအဲ့ဒီနေရာမှာမလိုဘူးနော်ရုပ်လာတယ်ရုပ်ချောတယ်ဟာမင်းသားရုပ်တွေမလိုဘူးဒီနေရာမှာဘာဖြစ်လို့အဲ့ဒီနေရာမှာလူပူလည်းမရှိဘူးမချစ်ဘူးဆိုတော့အဲ့ဒီနေရာမှာမရှိတော့အဲ့ဒီနေရာမှာလူတိုင်းဟာသူ့ရဲ့အရက်သူ့ရဲ့ data သူ့ရဲ့လာပပုံကကောင်းကင်သားကဲ့သို့ဖြစ်မယ်တဲ့လူတိုင်းငါပူလည်းမရှိဘူးငါရှည်လည်းမရှိဘူးငါကောက်လည်းမရှိဘူးအဲ့ဒီနေရာမှာအားလုံးဖယားသခင်ရဲ့လက်ရတော့အပြစ်မရှိတဲ့နေရာမှာဘာဖြစ်လို့ဒီနေရာမှာကျွန်တော်ရုပ်ဆိုးတာတွေဘာတွေရှိလဲဗုဒ္ဓဘာသာတွေကျွန်တော်ခရစ်ယာန်တွေကိုအများကြီးမြေးတတ်တဲ့အယံကိုရိုးရှင်းတဲ့ကျွန်တော်တို့ကအမြဲတမာချမ်းစာကိုနားလည်တယ်လို့ဘာလို့လဲအပြစ်ကြောင့်ဖြစ်တာနော်အဲ့ဒါတွေအပြစ်ကြောင့်အဲ့ဒါတွေလောကကြီးမှာအပြစ်တရားဝင်လာလို့မကောင်းမှုတရားတွေဖြစ်တာအကုသိုလ်တရားတွေဖြစ်တာအကုသိုလ်တရားဆိုအပြစ်ပဲဗျအဲ့ဒါကြောင့်ကျွန်တော်တို့ဖြစ်လာအဲ့ဒါကြောင့်ကျွန်တော်တို့ဟာဖယားသခင်နဲ့အထာဝရနေရခြင်းဖြစ်တယ်အဲ့ဒါကြောင့်ဖယားဤချစ်ခြင်း divine love ဒီညီမြချင်းဘာနဲ့တွားသူဆိုထာဝရဆက်ဆံနေထိုင်ခြင်း eternal relationship ဖယားသခင်နဲ့ထာဝရဆက်ဆံနေထိုင်ခြင်းကိုပို့ဆောင်ပေးတော့ယဉ်ကျေးဖြစ်တယ်အဲ့ဒီပို့ဆောင်ပေးတော့စိတ်ပိုင်းဆိုင်ရာလိုအပ်တဲ့အဓိကယဉ်ကျေးဖြစ်တယ်အဲ့ဒါပဲမှာတွားသိနိုင်လေကျွန်တော်တို့တန်တရာလည်းချင်းနဲ့ချစ်ချင်းမြတ်တာထာဝရအသက်ဆန်စားခြင်းဒါကိုကျွန်တော်ကြည့်ကြည့်ရအောင် eternal life through love ထာဝရအသက်ချစ်ချင်းမြတ်တာအားဖြင့်ထာဝရအသက်ကိုကျွန်တော်ရရှိမိသားစုလူနေဘူးဘဝမှာမရှိမဖြစ်တဲ့အရာကိုကြည့်ကြည့်လိုက်ဥပမာကျွန်တော်ဒါမှမဟုတ်အိမ်ထောင်ရှင်အမျိုးသားတယောက်ပေါ့နော်မိသားစုမှာသားသမီးအတွက်ဖုန်းကောင်းတွေ iPhone 17လိုသမျှအသားတွေငါးတွေရေခဲတက်သားတွေရွှေတွေငွေတွေအားလုံးပြည့်ပေးမယ်ဒါပေမဲ့သားသမီးတွေနဲ့မိန်းမတွေကိုဘယ်တော့မှချစ်ချင်းမြတ်တာမပေးဘူးလူတယောက်ကဒါမှမဟုတ်ရင်ယောက်ျားတယောက်ကတော့ဆင်းရဲမယ်ဒါပေမဲ့ तू ကဒီလိုသမျှပတ်စံတွေချမ်းသာမှုတွေ तू မပေးနိုင်ဘူးဒါပေမဲ့သားသမီးနဲ့မိသားစုနဲ့နွေထွေးနဲ့စားတော့မယ်စံပြုတ်တော့ရင်တောင်မှသားသမီးနဲ့မိန်းမနဲ့အတူတကွနွေထွေးနဲ့ချစ်ချင်းမြတ်တာပေးမယ်ဘယ်ယောက်ျားကိုပေးမလဲဘာဖြစ်လို့လဲအဖြေကဒါပဲလေအဲ့ဒါကြောင့်လူသားတိုင်းမှာလိုအပ်တာဒီငွေကြေးလားပထမအဆုံးလားချမ်းသာမှုလား iPhone 17လားမဟုတ်ဘူးအဲ့ဒါတွေမရှိရင်မရဘူးလားရတယ်မရှိရင်မရတာပါလေမရှိရင်မရတာကချစ်ချင်းမေတ္တာဖြစ်တယ်အဲ့ဒါကြောင့်မိဘမေတ္တာသားသမီးအတွက်မိဘမေတ္တာဒါမရှိရင်သားသမီးကဘာတွေဖြစ်ကုန်မလဲလူရိုင်းတွေဖြစ်ကုန်မယ်နော်လင်မယားမှာတစ္ဆာရှိမှုတာမရှိဘူးမေတ္တာစစ်တာမရှိရင်တစ္ဆာမလို့လေမိန်းမပေါ်မှာတကယ်ချစ်ချင်းမေတ္တာမရှိရင်ယောက်ျားပေါ်မှာတကယ်ချစ်ချင်းမေတ္တာမရှိရင်ယောက်ျားကိုတစ္ဆာရှိဖို့မလို့လေတခြားယောက်ျားနဲ့လည်းသူမာရွေးနိုင်မှာပဲတခြားမိန်းမနဲ့လည်းမာရွေးနိုင်မှာပဲအဲ့ဒီနေရာမှာတစ္ဆာရှိခြင်းကိုဘာကပဲထိမ့်သိမ့်ပေးတယ်ချစ်ချင်းမေတ္တာကပဲထိမ့်သိမ့်ပေးတယ်နော်ခွင့်လွှတ်ခြင်းတရားချစ်ချင်းမေတ္တာမရှိရင်လူခွင့်လွှတ်လို့ရလားမရဘူးခွင့်လွှတ်လို့မရဘူးအဲ့ဒါကြောင့်မို့မိသားစုနဲ့လူနေမှုဘဝမှာမရှိမဖြစ်သောအရာကိုကျွန်တော်တို့ကတန်တရာမှာတန်တရားလဲဖို့ရန်အတွက်ဖြစ်တယ်ဆိုတာကလက်တွေ့ကြလားမကြောက်လားလက်တွေ့မကြနော်အဖြစ်မေခွန်းနားမလဲနော်တန်တရားလဲချင်းဆိုတာဆိုးတဲ့အရာလေဒါပေမဲ့ဒီလောကနဲ့လူနေမှုဘဝမှာချစ်ချင်းမေတ္တာရှိခြင်းကကောင်းတဲ့အရာလေကောင်းတဲ့အရာရှိခြင်းကကျွန်တော်တို့တမန်တော်ရဲ့တန်တရားအတွက်ဆိုးတဲ့အရာဖြစ်နေတယ်ဆိုတာကလက်တွေ့မကြောက်ဒါပေမဲ့ဖရာသခင်ရဲ့သဘောတရားကတော့ဒီချစ်ချင်းမေတ္တာဒီထာဝရကာလကိုယူဆောင်သွားမဲ့တခုတည်းသော ultimate skills အဆုံးစွန်သောအရေးချင်းချစ်ချင်းမေတ္တာပဲဖြစ်တယ်ကျွန်တော်တို့ရဲ့စကားပြောစွမ်းရည်တွေထာဝရကာလမှာမလိုတော့ဘူးကျွန်တော်တို့အုံနောက်အရန်ကောင်းပြီးတော့အိုင်းစတိုင်းလိုတိတ်ပံပညာရှင်ထာဝရကာလမှာမလိုတော့ဘူးကျွန်တော်တို့ကိုအုံနောက်ကိုဖန်ဆင်းပေးတဲ့ဘုရားသခင်ယေရှုဘုရားနဲ့အတူနေမှာဒီချိန်မှာ
ရုပ်လာတယ်မင်းသမီးဝါဝါဝင်းရွှေလိုရုပ်လာတာမလို့တော့ဘူးဒါမတ်ချပူတို့ခက်တုံးကပေါ့ကျွန်တော်ခက်ဆိုဘာဖြစ်မလဲဟမ်ခင်ဝင်းဝါတို့လားအဲ့လိုတွေဖြစ်မှာပေါ့အဲ့လိုရုပ်လာချင်းကထာဝရကာလမှာလိုသေးလားဒါပေမဲ့လိုအပ်တာကချစ်ချင်းမြတ်တာတဘာတာလင်လိုအပ်တာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကအဖြေတစ်ခုကိုဆွဲနှုတ်လိုက်တဲ့အခါမှာကျွန်တော်တို့လောကသားအားလုံးတန်တရာလဲဖို့အရေးချစ်ချင်းမြတ်တာကိုတီဆောက်ချစ်သူတွေကိုထားမိသားစုဘဝညီအကိုမောင်နှမတန်ရောစဉ်ဘဝတွေကိုတီဆောက်နေကြတာလားမေခွန်းကဒါပဲလေအဲ့ဒါဆိုရင်ဘာမှမတီဆောက်နဲ့ပေါ့ချစ်ချင်းမြတ်တာလည်းမထားနဲ့ဘာမှမလုပ်နဲ့အဲ့လိုလေမရဘူးလောကသဘောတည်းလူတွေနဲ့ဆက်ဆံရမယ်ဆိုရင်ကိုကချစ်ရမှာဒါကျွန်တော်တို့ရဲ့ principle ပဲ basic principle ပဲအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဟာဗုဒ္ဓဘာသာနဲ့မေတ္တာရဲ့ကန့်တတ်ချက်ဆိုတာရှိတယ်ဗုဒ္ဓဘာသာမှာမေတ္တာကရုဏာကိုအလွန်တန်ဖိုးထားတယ်ဒါပေမဲ့ကန့်တတ်ချက်ကဘာဖြစ်မလဲအောက်မှာကြည့်ရအောင်မေတ္တာကိုဗါတဲ့တော့ကိုယ်တိုင်ကျင့်ကြံရမယ်ဟုတ်ပြီနော်ဒုတိယမှာအတွင်းစိတ်တန့်ရှင်းမှုကိုကိုယ်တိုင်ရယူရမယ်ဟုတ်ပြီခဏလေးဖြစ်ပြီးတော့အပြစ်သဘောကိုဖယ်ရှားဖို့ရန်အတွက်ကိုအားကိုရမယ်အဲ့ဒါဆိုတော့ကဲဒါဆိုဒီ၃ခုမေတ္တာကိုကိုယ်တိုင်ကျင့်ကြံမယ်အတွင်းစိတ်တန့်ရှင်းခြင်းကိုကိုယ်တိုင်ရယူမယ်အပြစ်သဘောကိုဖယ်ရှားဖို့ကိုအားကိုမယ်လူသားကအနန္တတကူရှိသလားဒါမှမဟုတ်ကန့်တတ်ချက်နဲ့လူသားလားကန့်တတ်ချက်နဲ့အဲ့ဒါဆိုတော့ကိုယ်တိုင်ထုတ်တဲ့မေတ္တာကတော့ဘာပဲရှိမလဲကန့်တတ်ချက်နဲ့အရာပဲကျွန်တော်ရနိုင်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့မေတ္တာနဲ့ကကန့်တတ်ချက်ရှိတယ်ဘောင်ထဲမှာရှိတယ်ဘာကြောင့်လဲလူသားထုတ်နိုင်တဲ့အရာထဲမှာရှိလို့ဒါဆိုရင်ကျွန်တော်လူသားရဲ့နှလုံးသားရဲ့အမှန်တရားကိုကြည့်ကြည့်အောင်လူနှလုံးသားရဲ့အမှန်တရားကျွန်တော်တို့ဟာချစ်ချင်းမေတ္တာတွေကရုဏာတရားတွေတနာခြင်းစိတ်တွေလူသားတွေအတွက်အလွန်တန်ဖိုးရှိသောအရာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အမှန်တကယ်စဉ်းစားကြည့်တဲ့အခါမှာလူသားဒီပါတဲ့တော့ကိုကြိုးစည်းပွားကိုသာရှာတတ်သောလောဘကြီးသူဖြစ်ပါတယ်မနာလိုခြင်းဒေါသအတ္တမုန်းတီးမှုတွေဒုက္ခတဘာဝကြစွာကျွန်တော်တို့အတွင်းထဲမှာပေါ်လာတတ်ပါတယ်ကျွန်တော်ကလေးတွေကျွန်တော်သားလေးတွေကျွန်တော်သမီးလေးတွေသူတို့ထဲမှာဒေါသတွေမနာလိုမှုတွေလောဘတွေရှိလာတယ်တဘာဝကြနဲ့ပေါ်လာတာကျွန်တော်တွင်းပေးတာမဟုတ်ဘူးသူ့အလိုလိုနဲ့တဘာဝကြဖြစ်လာတာသူ့မှာချစ်ချင်းမေတ္တာလည်းရှိသလိုတဘာဝကြတဲ့ဒီမနာလိုဒေါသအတ္တတွေမုန်းတီးမှုတွေပို့ပြီးတော့အဲ့ဒါလည်းတဘာဝကြဖြစ်အဲ့ဒါကြောင့်မို့စစ်မှန်သောမေတ္တာကလက်ကျင့်ယုံနဲ့ဗါတဲ့တော့ပြည့်စုံလာခြင်းမဟုတ်ဘူးအဲ့ဒါကိုဘယ်လိုသိနိုင်မလဲလူသားအရင်းမြစ်ကိုဆက်ပြီးတော့တွားရအောင်တမန်ကျမ်းစာမှာလူသားကိုဘယ်လိုသတ်မှတ်ထားလဲယေရမိအခန်း73အပိုက်23မှာအီသီယိုးပီးယားလူဒီမိမိအသားအရေကို၎င်းစက်တစ်ဒီအကွက်အကြားဖြစ်နေဒီကို၎င်းပြောင်းလဲဖြစ်နိုင်တယ်လို့ပြောင်းလဲနိုင်ပြီဆိုလျင်စိုးညစ်သောအမှုကိုပြုမဲပြုတတ်သောတင်တို့ဒီကောင်းသောအမှုကိုပြုလာနိုင်လိမ့်မည်ယေရမိအခန်း19အပိုက်9မှာလူဤစိတ်နှလုံးဒီအရာအားလုံးထက်စင်လဲ၏ကုတာ၍မရတော့ယောဂဖြစ်အောင်မလေးဗျာစိတ်နှလုံးသဘောကိုမိသူနားလည်နိုင်တည်းတဲ့တမန်ကျမ်းစာကတော့အတိအလင်းပြောထားတယ်ကိုယ်တိုင်ဟန်ဆောင်ပြီးတော့တီလာကောင်းတွေရှိတယ်သူကတီလာကောင်းတယ်တမာရီကောင်းတယ်ပြောနေတဲ့အရာကဟန်ဆောင်ချင်းတက်တာဖြစ်တယ်ဆိုတာကိုတမန်ကျမ်းစာကအတိအလင်းပြောတယ်ဘာကြောင့်လဲလူရဲ့စိတ်နှလုံးဟာစင်လဲတဲ့စိတ်နှလုံးဖြစ်တယ်ဒါဟာကုသလို့မရတဲ့ယောဂါဖြစ်တယ်တုတ်တန်ကျမ်းအခန်း20ပိုက်9မှာငါဒီငါဤစိတ်နှလုံးကိုတန့်ရှင်းစင်ကြယ်စေပြီးငါဒီအပြစ်နော်ကွင်းဆောက်ကွင်းပိတ်မှာကျွန်တော်တို့မြန်မာလူမျိုးတွေပြောတတ်တဲ့အာကုသို့ပေါ့အပြစ်မှစင်ကြယ်ပြီးဟုမိသူပြောနိုင်တနည်းတဲ့စိတ်နှလုံးကလုံးဝကိုစင်ကြယ်တယ်လို့ဘယ်သူပြောနိုင်လဲဘယ်သူပြောနိုင်လဲအဲ့ဒီစိတ်နှလုံးမှာလုံးဝအညစ်အကြေးတဆွန်းမှမရှိဘူးလို့ဘယ်သူပြောနိုင်လဲရှင်းတယ်နော်ဒေသနာကျအခန်း9ပိုက်20မှာအမှန်စင်စစ်အပြစ်မပြုဘဲကောင်းသောအမှုကိုသာပြု၍ဖြောင့်မတ်သောသူဟူ၍
ကဘာမြေကြီးပေါ်၌မရှိကဘာပေါ်မှာကိုဒီလိုလူသားမျိုးရှိကိုမရှိတာယောမအခန်း3ပိုင်း23မှာအကြောင်းမူကားလူအပေါင်းတို့သည်အပြစ်ပြု၍ဖျားသခင်ဘုံအတရေတော်နှင့်အလံဝေးကြပြီ။ဘာကြောင့်လဲဖျားသခင်ဘုံအတရေတော်ကဘယ်ကနေလာလဲချစ်ချင်းမေတ္တာကနေလာတာဖြစ်တယ်ကျွန်တော်တို့ကချစ်ချင်းမေတ္တာကိုယ်တိုင်မထုတ်နိုင်သောလူသားတွေဖြစ်တယ်။တေယောအခန်း1ပိုင်း8မှာငါတို့၌အပြစ်မရှိဟုငါတို့ဆိုလျင်ငါတို့ဒီကိုလက်ဖျားနေသည်ဖြစ်၍တမာတရားဒီငါတို့၌မရှိအဲ့ဒါကြောင့်မို့ကျွန်တော်တို့เนาะကဲကျွန်တော်တို့ဒီမှာဒါလေးကိုကျွန်တော်ကြည့်တဲ့အခါမှာမိမိကိုယ်တိုင်ကမေတ္တာကိုမထုတ်လို့နိုင်တဲ့လူသားတွေကမေတ္တာမလိုဘူးလားလိုတယ်เนาะကျွန်တော်တို့မေတ္တာလိုတယ်ဒါပေမဲ့မေတ္တာငတ်ကြတယ်ကျွန်တော်တို့ကလူလောကလူသားတွေကဒါပေမဲ့မေတ္တာဆိုတာလူရဲ့ထုတ်ကုန်လားမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်ဖရာသခင်ဟာမေတ္တာဖြစ်တယ်ဆိုတော့ဖရာရဲ့ထုတ်ကုန်မှန်းသိတယ်ဒါဆိုရင်ဖရာသခင်ကဘယ်မှာပေးတယ်လဲဆိုတော့တမန်ကျမ်းစာကိုကြည့်လိုက်တဲ့အခါမှာရှင်ယောခရစ်ဝင်ကျမ်းအခန်း3အပိုင်16မှာတေချာလေးနားထောင်မယ်နော်ဆရာဖတ်မယ်ဖရာသခင်ဒီမိမိတပါးတီတော်သားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏ဤဒီကသားတော်ကိုယုံကြည်သောသူတိုင်းမပျက်စီးပဲထာဝရတက်ကိုရရှိစေရန်ဖြစ်၏ပြောချင်တာကမေတ္တာဆိုတာစကားလုံးမဟုတ်ဘူးစကားလုံးတက်မဟုတ်ဘူးယေရှုလက်ဝါးကတိုင်မှာမိမိရဲ့တည်ခြင်းအပြင်တက်တည်ပြခဲ့တယ်အဲ့ဒါကြောင့်လူသားမပေးနိုင်တဲ့မေတ္တာကိုဖခင်ကပေးတယ်ဒီကျမ်းချက်အပြင်ကျွန်တော်တို့တွေ့နိုင်တာဖြစ်ပါတယ်နောက်ကျမ်းချက်ကမေတ္တာဘယ်ကနေစထုတ်တယ်တန်ရှင်းသောဝိညာဉ်တော်ဒီမေတ္တာကိုမွေးဖွားစေတယ်နော်ဂလာတိဩဝါဒစာအခန်း9အပိုင်20-23မှာဝိညာဉ်တော်ဤအတိအပွင့်မူကားဗါတဲ့တော့ချစ်ချင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှည်ခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းတစ္ဆာဆောင်ခြင်းနူးညံ့တိမ်မွေ့ခြင်းမိမိကိုယ်ကိုချုပ်တီးခြင်းဖြစ်ပါတယ်ဝိညာဉ်အတိကိုမျိုးတဲ့ယုံကြည်သူတွေရှိရမှာဆရာကစကျွန်တော်တို့တွေလောက်ရအဲ့ဒါကြောင့်မေတ္တာဟာလူအားထုတ်မှုရဲ့အတိအပွင့်မဟုတ်ဘူးဖျားဝိညာဉ်ရဲ့အတိဖြစ်တယ်ယေရှုမရှိဘဲစစ်မှန်တော့ပြောင်းလဲမှုမရှိနိုင်ဘူးအဖြေတွေကဖြစ်ဖြစ်ချင်းရှင်းလာတယ်အဲ့ဒါကြောင့်တင်ဒီမေတ္တာကိုလိုချင်သလားလိုတာပေါ့လူတိုင်းဟာမေတ္တာကိုလိုတယ်ကရုဏာကိုအမှန်တကယ်ပိုင်ဆိုင်ခြင်းသလားစိတ်တန့်ရှင်းမှုကိုရှာဖွေနေသလားတရားကျင့်ခြင်းတစ်ခုတည်းနဲ့မလုံလောက်ပါဘူးယေရှုခရစ်တင်ရဲ့နှလုံးသားကိုအသစ်ဖန်ဆင်းပေးနိုင်တော့အရှင်ဖြစ်ပါတယ်အဲ့ဒါကြောင့်ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်း9ပိုက်19မှာပါရေးထားတော့တောက်ဖြစ်၍မိသူမဆိုခရစ်တော်၌ရှိလျင်အသစ်ဖန်ဆင်းခံရသူဖြစ်၏ဟောင်းသောအရာတို့သည်ကွယ်ပြောက်သွား၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြလေပြီမတန်းတင်ထားပါတယ်ဒါကြောင့်မို့ခရစ်တော်ရရှိမှသာလျှင်ကျွန်တော်လူသားတွေအားလုံးဟာအသစ်ဖြစ်နိုင်တယ်လို့ကျွန်တော်တမန်ကျမ်းစာအရသိနိုင်တယ်အသစ်သောလူသားဆိုတာအဟောင်းအဆွေးအပြစ်ထဲမှာမနစ်မွန်းသောလူသားဖြစ်တယ်အာကုသိုလ်တရားကိုဖက်တွယ်နေသောလူသားမဟုတ်ဘူးဆိုတာကျွန်တော်တို့တွေ့နိုင်ပါတယ်အသစ်သောဘဝဆိုတာမေတ္တာနဲ့ပြည့်စုံသောဘဝမှာကျွန်တော်တို့စ조사ပြီးတော့အသက်ရှင်ပြီးတော့ပျော်ရွှင်စွာပီတိဖြစ်စွာအသက်ရှင်ခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီနေ့တွေ့နိုင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ယနေ့တင်ဒီမေတ္တာ၏အရင်မြစ်ဖြစ်သောယေရှုထံလာနိုင်ပါတယ်ရှင်မသက်ခရစ်ဝင်ကျမ်းအခန်း7ပိုင်း28မှာပါရေးထားတော့ဝင်လေး၍ပင်ပန်းသောသူအပေါင်းတို့ငါထံသို့လာကြတော့ငါသည်တင်တို့အားငြိမ်သက်ချမ်းသာခြင်းကိုပေးမည်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဖရာသခင်ကကျွန်တော်တို့ရဲ့ဝင်ထုတ်ဝင်ပိုးတွေကိုထမ်းရွက်ပေးခြင်းနဲ့ဖရာဖြစ်ပါတယ်လောကမှာကျွန်တော်တို့မိမိကိုမိမိအားကိုခြင်းကိုအားကိုခြင်းကဘာနဲ့တူတုံးဆိုရင်လေးသောဝင်ကိုထမ်းနေတာနဲ့တူပါတယ်အဲ့ဒါကြောင့်မိမိဝင်ကိုမိမိထမ်းကထမ်းတဲ့သူတိုင်းဟာဘာဖြစ်တတ်လဲဆိုတော့ခြေကုံလက်ပန်းကြဖို့ရန်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီလိုခြေကုံလက်ပန်းကြပြီဆိုရင်အဲ့လိုခြေကုံလက်ပန်းကြတတ်တဲ့ပင်ပန်းတဲ့သူတွေဟာယေရှုဖျားစီလာပါငြိမ်းချမ်းခြင်းသူ့စီမှာငြိမ်းချမ်းခြင်းရှိတယ်ဆိုပြီးတော့ယေရှုဖျားကဒီကျမ်းချက်လေးနဲ့ကျွန်တော်တို့ကို
ဖိတ်ခေါ်ထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်ငြိမ်းချမ်းခြင်းအစစ်မှန်မေတ္တာအစစ်မှန်ဖြစ်သောယေရှုဖျားစီအားလုံးရောက်ရှိနိုင်တွားနိုင်ကြပါစေကြောင်းပြောရင်းနဲ့ညီကုန်းချုပ်ပါမယ်။ကျမ်းနာသူပရိသတ်အားလုံးဖျားသခင်ထံမှလာသောချစ်ချင်းမေတ္တာကိုရရှိပိုင်ဆိုင်နိုင်ကြပါစေ။